မိန်ကုန်းလေးနဲ့ကျွန်တော်စမယ်အဲ့ဒါမသွားခင်မှာအဓိကကျွန်တော်ဒီနေ့အတူတူကဆင်ခြင်မယ်နှလုံးသွင်းမဲ့ຢာကမျက်မှောက်တော်ထင်ရှားခြင်းကိုကျွန်တော်တို့ဘယ်လိုသိနိုင်မလဲနော်နောက်တစ်ခုကမျက်မှောက်တော်ထင်ရှားခြင်းရဲ့ရွယ်ချက်သိရမယ်နော်ကျွန်တော်တို့နောက်ပြီးရင်မျက်မှောက်တော်ထင်ရှားခြင်းရဲ့တက်သေး၃ချက်ရှိတယ်အဲ့ဒါကျွန်တော်မြင်တက်ရမယ်ကျွန်တော်ယုံကြည်သူခရိယန်တွေโอเคဆိုတော့မျက်မှောက်တော်ထင်ရှားခြင်းဒီအရေးကြီးလားဆိုရင် very important နော်ဆိုတော့အရင်ကြီးတာဖြစ်တယ်ကျွန်တော်အသင်းတော်တိုင်းလို့မှာကျွန်တော်တို့မျက်မှောက်တော်ထင်ရှားခြင်းကအရင်ကြီးတာဖြစ်တယ်ကဲဆိုရင်ကျွန်တော်ပြိုင်မှမိကုန်းလေးပြန်မေးမယ်စိတ်ထဲမှာဖြေပါဒီနေ့စိတ်ထဲမှာဖြေပါမျက်မှောက်တော်ထင်ရှားခြင်းနဲ့ဖခင်အတူရှိခြင်းတူလားကျွန်တော်မိကုန်းနေနည်းနည်းရှုပ်သွားလာမသိဘူးမျက်မှောက်တော်ထင်ရှားခြင်းနဲ့ဖခင်အတူရှိခြင်းတူလားကျမ်းစာထဲမှာဖခင်ကတင်တို့နဲ့တူကပ်ကပါဂုံတိတိုင်အောင်အတူရှိမှာပြောရနော်အဲ့ဒါကို Emmanuel လို့ပြောတယ် Emmanuel ပြောတယ် God with us ပြောတယ်ဖခင်ဒီကျွန်ုပ်တို့နဲ့အတူရှိသောဖခင်ဆိုရင်အဲ့ဒီဖခင်ကျွန်တော်တို့အတူရှိသောဖခင်နဲ့ခုနမျက်မှောက်တော်ထင်ရှားခြင်းဆိုတာတူလား No it's different yes မတူဘူးလားမတူဘူးတခြားလေးစစ်ဆေးရမယ်တော့တခြားလေးကြိုစဉ်းစားရမယ်ဖခင်တူရှိလားဆိုရင်ယုံကြည်သူခရိယန်တူဖြစ်တဲ့နောက်မှာဝိညာဉ်တော်ကကျွန်တော်အတွင်းထဲကနေပါလဲစိတ်ဉာဏ်ယူမှပါလဲတစိ့ခတ်တယ်ကျွန်တော်အထဲမှာနော်နေတယ်နော်ကျွန်တော်အတွင်းထဲမှာဝိညာဉ်တော်ကနေတယ်အတူရှိပြီ तू ကဟောနော်ဒါပေမဲ့ထင်ရှားလားအဲ့ဒါအရင်ကြီးတယ်ကျွန်တော်ထဲမှာဝိညာဉ်တော်မျက်မှောက်တော်ထင်ရှားခြင်းကိုကျွန်တော်တက်တာထဲမှာခံစားပြီလားအဲ့ဒါလေးပေါ့နော်ဆိုတော့ဒီမျက်မှောက်တော်ဆိုတဲ့စကားလုံးကိုကျွန်တော်တို့တခြင်းတွေမှာလဲကျွန်တော်တို့တွေ့တယ်နောက်တစ်ခုလေးပေါ့နော်ကျွန်တော်တို့မျက်မှောက်တော်ထင်ရှားတယ်လို့ပြောရင်ကျွန်တော်တို့တွေဘယ်လိုအခြေအနေမှာကျွန်တော်မြင်ရလဲဘယ်အခြေအနေလောက်မှာမျက်မှောက်တော်ထင်ရှားခြင်းကိုမြင်ရမှာထင်လဲမျက်မှောက်တော်ထင်ရှားတယ်ဆိုရင်ဘယ်အခြေအနေဘယ်အချိန်ခါလောက်မှာကျွန်တော်ကပြောလို့ရှိလဲ worship လုပ်တဲ့ချိန်မှာပဲနော် mostly နောက်ခုဘယ်လိုပြောလဲ worship night တွေမှာဆိုရင်မျက်မှောက်တော်ထင်ရှားခြင်းကိုကျွန်တော်တို့တွေ့ရလေးရှိတယ်လို့ကျွန်တော်ခံယူတယ်အဲ့ဒါဒီမှန်လားဆိုရင် yes it's true ဒါပေမဲ့အဲ့ဒါပဲမဟုတ်ရအောင်မျက်မှောက်တော်ထင်ရှားခြင်းဒီ worship night မှာပဲဖြစ်ရအောင်ကျွန်တော်မှားတယ်ပြော it's good worship ထဲမှာဖခင်မျက်မှောက်တော်ထင်ရှားခြင်းတွေရှိတယ် okay it's ရှိတယ်ကျွန်တော်တို့ခံစားနိုင်တယ် we can experience it ဒါပေမဲ့အဲ့ဒီအထဲမှာပဲမဖြစ်ရအောင် amen အဲ့ဒီအထဲမှာပဲကိုယ်ကွယ်ခြင်းထဲမှာပဲမျက်မှောက်တော်ထင်ရှားတယ်ဆိုမဖြစ်ရအောင် okay ကျွန်တော်ရဲ့နေ့ရက်စဉ်အသက်တာတိုင်းမှာမျက်မှောက်တော်ထင်ရှားခြင်းလိုအပ်တယ် amen အဲ့ဒါကျွန်တော်အမြဲတမ်းသိဖို့လိုအပ်တယ်ဆိုတော့ကိုယ်ကွယ်ခြင်းမှာလည်းအရေးကြီးတာဆိုအရေးကြီးတာဖြစ်တယ်အဲ့ဆိုတော့ကဲဖခင်မျက်မှောက်တော်ဆိုတာပါလေဖခင်မျက်မှောက်တော်ဆိုတာပါလေကျွန်တော်ဒါလေးမေးခွန်းလေးနောက်မှမျက်မှောက်တော်ထင်ရှားခြင်းဆိုတဲ့ຢာကရောပါလေကဲဖခင်မျက်မှောက်တော်ကျွန်တော်တို့အားလေးကိုစဉ်းကြည့်မယ်အဲ့ဆိုတော့ကျွန်တော်တို့နှုတ်ပတ်တော်လှမ်းရအောင်ထွတ်မြောက်ကျမ်းခန်းကြီး3ထွတ်မြောက်ကျမ်းခန်းကြီး3ပိုက်ငယ်1ကနေကျွန်တော်တို့နှုတ်ပတ်တော်ပါလိုက်အတူတူကဖတ်ရအောင်လေနော်โอเค1 2 3မောရှေသည်မိမိယောက်ခမမိရန်ယေပရောဟိတ်ယေသယောဤသိုးစိတ်များကိုထိမ့်စဉ်တောနောက်ဘက်သို့ဆောင်သွား၍ဟောရက်အမည်ရှိသောဖျားသခင်တောင်သို့ရောက်လေ၏ထိုအခါဖျားသခင်ကောင်းကင်တမန်သည်ခြုံတဲကထွက်သောမီးရှံ၌ထင်ရှား၏မောရှေသည်ကြည်သောအခါမီးလောင်၍ခြုံမကျွမ်းပဲရှိသည်ကိုမြင်လျင်အဘဲကြောင့်ခြုံမကျွမ်းပဲရှိသည်ဤထူးဆန်းသောယူပါယုံကိုငါတွား၍ကြည့်ရှုမိဟုဆို၏မောရှေတွား၍ကြည့်ရှုကြောင်းကိုထာဝရဘုရားမြင်တော်မူလျင်မောရှေဟုခြုံတဲကခေါ်တော်မူ၏မောရှေကလည်းအကျွန်ုပ်ရှိပါ၏ဟုလျှောက်လေ၏ဘုရားသခင်ကလည်းမချင်းနှင့်တင်၏ခြေနှင်းကိုချွတ်လော့တင်နှင်းသောအရက်ကတန့်ရှင်းသောမြေဖြစ်သည်ဟု၍၎င်းငါသည်တင့်အဘ၏ဖျားအာဗြဟံ၏ဖျားဣဇက်၏ဖျားယာကုပ်၏ဖျားဖြစ်သည်ဟု၍၎င်းမိန့်တော်မူ၏မောရှေသည်ဖျားသခင်ကိုမကြည့်ဝံ့မိမိမျက်နာကိုဖုံးလျက်နေ၏နှုတ်ပတ်တော်ဝင်တော်ဖျားစကားပြောပါစေအာမင်ကျွန်တော်တို့ကဲဒီမှာကျွန်တော်တို့ကဲမျက်မှောက်တော်ဆိုတာလို့ကျွန်တော်အနေငယ်လေးပေါ့နော်ဓမ္မဟောင်းမှာနော်ဒီနေ့ဓမ္မဟောင်းကျမ်းထဲမှာဖျားကလူတွေကိုထင်ရှားတယ်ဒါပေမဲ့ထင်ရှားတဲ့အခါမှာဘလို့အားဖြစ်ထင်ရှားလဲဆိုတော့မီးတိုင်တွေအားဖြစ်ထင်ရှားတယ်ပုံစံအမျိုးမျိုးနဲ့သူထင်ရှားလေးရှိတယ်
ဖះထင်ရှားတယ်နော်အခုမောရှေကိုလည်းအခုဖះထင်ရှားတယ်ဘယ်လိုဆိုတော့အဲ့ဒါအင်္ဂလိပ် burning bush လို့ပြောတယ်ခြုံပုတ်အဲ့ခြုံပုတ်ကမီးလောင်နေတယ်ဒါပေမဲ့မလောင်ကျွမ်းမှုပြောတာမကျွမ်းမှုပြောစရာမီးတော့လောင်နေတယ်ကွာပြောမစင်ကြည်အဖះထင်ရှားခြင်းတစ်ခုကဲနောက်တစ်ခုမောအဲ့ဒီမောရှေမှာပဲ tabernacle တဲတော်စောက်တဲ့ခါမှာလဲတဲတော်ရဲ့အတွင်းဆုံးခန်းအတန့်ရှင်းဆုံးဌာနမှာဟောဒီနေ့ဖះသခင်ရဲ့ပြင်ရင်တက်တာနော်အဲ့ဒီရဲ့အလေတက်တဲ့မှာမီးတိုင်ရှိတယ်အဲ့ဒါကိုရှက်ကိုင်နာလို့ခေါ်တယ်အဲ့ဒါ glory လို့ခေါ်တယ်နောက်တစ်ခုက the presence လို့ခေါ်တယ်အဲ့ဒါအဲ့ဖះမျက်မှောက်တော်အဲ့ဒီအတွင်းဆုံးထဲကနေသူကရှိတာအဲ့ဒါကိုလူတွေမြင်ရတယ်ညမှာလဲသူကဗာလဲဥဆောင်ပေးတယ်နော်နေ့မှာလဲဥဆောင်တယ်တိမ်တွေအားဖြင့်သူဥဆောင်တယ်ကြည့်တိမ်တွေအားဖြင့်နေ့လယ်မှာလဲဖះကသူတို့ဥဆောင်ပေးတယ်ညမှာလဲအဲ့ဒီမီးတိုင်အားဖြင့်ဖះလှုပ်ဆောင်ပေးတယ်ဒါဖះရဲ့ဘုံရှက်ကိုင်နာလို့ခေါ်တယ်ဟေဘဲလို့ကြတော့ဒါမဲ့အဲ့ဒါကိုသူတို့ကြတော့ဘုံတော်လို့ခေါ်တယ်ချို့ကြအဲ့ဒါကို the presence မျက်မှောက်တော်ပြောတယ်ချို့ကြအဲ့ဒါဘယ်လိုလဲဆိုတော့ဖះကျင်းဝတ်တည်ပြောတယ် dwelling လို့ခေါ်တယ်နောက်မှ settle နေထိုင်တယ်ဖះကအဲ့ထဲမှာနေထိုင်တယ်အတွင်းဆုံးထဲမှာဖះနေထိုင်တယ်ဖះနေသည်ကဲအဲ့ဒါဆိုတော့အဲ့ဒီမျက်မှောက်တော်ဒီလူတွေမြင်ရတယ်လူတွေမြင်တယ်ဆိုတော့ပုံစံအမျိုးမျိုးနဲ့ဖះကထင်ရှားတယ်နောက်တစ်ခုဘယ်လိုမြင်လဲဆိုတော့ကောင်းကင်တမန်တွေအားဖြင့်လည်းဖះကထင်ရှားတယ်ကဲရှန်ဆုံတို့တွေနော်ရှန်ဆုံတို့နော်ခုန prophet တွေအားဖြင့်လည်းဖះကထင်ရှားတယ်နော်နောက်မှဂိတောင်လည်းကျွန်တော်ဟိုတစ်ဘက်ကပဲဆရာကျွန်တော်ဒီနှုတ်ပတ်တော်ဝင်ကဂိတောင်ထဲမှာလည်းဖះရဲ့ကောင်းကင်တမန်ထင်ရှားတယ်ကြည့်ပုံစံအမျိုးမျိုးနဲ့ဖះကထင်ရှားပြီးမှအလုပ်လုပ်တယ်ဒါပေမဲ့ဖះထင်ရှားတဲ့အခါမှာဘယ်လိုလုပ်လဲဆိုတော့ तू ကအပြင်ကနေလုပ်တယ်ဓမ္မဟောင်းမှာဖះလုပ်တဲ့အခါမှာအပြင်ကနေလူတွေမြင်ရတယ်အဲ့လိုပဲ तू ကထင်ရှားပြီးမှလူတွေကိုစကားပြောတယ်လူတွေနဲ့အတူသွားလာတယ်ကဲဆိုရင်မျက်မှောက်တော်ဆိုတာနောက်ဆုံးတော့ကျွန်တော်မြင်စေချင်တာမျက်မှောက်တော်လို့ပြောတဲ့အခါမှာဖះကသူ့ပုံတံကိုနော်ဘယ်တော့မှလူတွေကိုမပြပါဘူးဖះကလူတွေကိုသူ့ပုံတံမပြနိုင်ဘူးလူတွေမမြင်နိုင်ဘူးလားဖះကိုဖះရဲ့ character တစ်ခုတည်းအရှုပါဖြစ်တယ် spirit ဖြစ်တယ် spiritual realm ဖြစ်တယ်သူကနောက်တစ်ခုက invisible လို့ပြောတယ်ဖះကယူပမျက်စိနဲ့မြင်လို့မရအောင်အဲ့ဒါကြောင့်တစ်ခါတလေဖះရဲ့မျက်မှောက်တော်လို့ကျွန်တော်ပြောရင်လေဒီဟာကပဲဟုတ်တယ်လို့တတ်မှတ်ချလို့မရအောင် it's very mysterious လို့ခေါ်တယ်အမတန်မှလေးနဲ့တယ်ထူးဆန်းတယ်လားဖះရဲ့တံဖះရဲ့ဖြစ်ချင်းဖះရဲ့ဂုံနော်သူ့ရဲ့အသေးတွေကိုလူအနေနဲ့အကုန်မနားမလည်နိုင်ဘူးဘောင်ဖះဒီအမတန်မှစမ်းကြယ်လွန်းတယ်ဒီလိုပြောလို့အားဆိုဖះငါတို့နဲ့ဝေဆောင်မှုပါဘူးဒါပေမဲ့ဖះဒီမေတ္တာရှင်ဖြစ်တယ်ဖះဒီအစကတည်းကမေတ္တာနဲ့လူတွေကိုလေအမြဲတမ်းသူ့ထက်မှာဆွဲခေါ်တယ်ဖះကကျွန်တော်တို့ချစ်လို့ခါမှာတဲတော်စောက်ဖို့လုပ်တဲ့ခါမှာလေဖះကနော်ဘာကြောင့်မို့ရွေချက်တဲတော်ရဲ့ရွေချက်ဒီပါဆိုတော့ဖះကလူနဲ့နေချင်လို့ဖြစ်တယ်လားမောရှိကိုတဲတော်စောက်ခန်းတဲ့အတိတ်ပဲဒီလေဖះဒီလူတွေနဲ့အတူနေချင်တော့ဖះဖြစ်တယ်လူတွေကိုအယမ်းချစ်တဲ့ဖះဖြစ်တယ်အဲ့ဒါမြင်စေချင်တယ်အဲ့ဒါလူတွေအแทမှာတူနေဒါပေမဲ့လူတွေဒီအပြစ်နဲ့ပြည့်တဲ့ခါမှာလူတွေနဲ့တူမနေနိုင်ဘူးအဲ့ကြောင့်ပုံစံအမျိုးမျိုးနဲ့လူတွေကိုထင်ရှားတယ်ဒါပေမဲ့အဲ့ဒီဟာကပဲဖျားဖြစ်တယ်ဆိုတော့လည်းတော့မမြင်စေချင်ဘူးနောက်မှမျက်မှောက်တော်လို့ပြောတဲ့ခါမှာကျွန်တော်တို့ကဘယ်လိုမြင်လဲဆိုတော့မျက်မှောက်တော်လို့ပြောတဲ့ခါမှာခံစားတယ်မျက်မှောက်တော်ကျွန်တော်တို့ခံစားတယ်ပြောတဲ့ခါမှာ how do you feel it how do you define မျက်မှောက်တော်ခံစားတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲဘယ်လိုကျွန်တော်တို့ interpret လုပ်မလဲကဲကျွန်တော်လူအနေနဲ့လူရဲ့အုံနောက်နဲ့เนาะကျွန်တော်တို့ဆင်ခြင်တယ်မျက်မှောက်တော်ခံစားဆိုဘယ်လိုခံစားမလဲ emotionally joyful ဖြစ်သွားတာလားခံစားချက်ပိုင်းတွေပြောင်းသွားတာလားခံစားချက်တွေအရန်ဟိုအဆင်ပြေသွားတာလားကဲဖခင်မျက်မှောက်တော်လို့ကျွန်တော်ပြောတဲ့ခါမှာခုနပြောတဲ့နမိတ်လက္ခဏာတွေကိုပဲမြင်စေချင်ဘူးဖခင်မျက်မှောက်တော်လို့ပြောရင်ဖခင်ပုဂ္ဂိုလ်တော်မြင်စေချင်တယ်အာမင်ဖခင်ပုဂ္ဂိုလ်တော်အဲ့ဒီဖခင်ပုဂ္ဂိုလ်တော်နဲ့ကျွန်တော်ဒီ encounter ဖြစ်တယ်ဆိုတာသိရမယ် encounter ဆိုတာဘာလဲဆိုတော့ experiencing ဖြစ်တယ်သူနဲ့ကျွန်တော်နဲ့တသားတကူဒီတွေ့တယ်အဲ့ဒါအတွင်းထဲကနေနားလဲတယ်သူကအပေါ်ယံကနေ emotionally နဲ့ mind နဲ့စင်ပြေသွားတာနောက်တနေ့ကျရင်ပြန်တောင်းလို့မဟုတ်သူကဖျားနဲ့တွေ့တော်သူတွေရဲ့နောက်ွယ်မှာလေဖျားနဲ့တွေ့တော်သူရဲ့တယောက်ရဲ့ life မှာပြောင်းလဲခြင်းတွေအများကြီးတွေ့ရတယ်ဘယ်တော့မှသူတို့မှာလေဟဲပြန်လှုပ်သွားလိုက်ပြန်လဲလိုက်အဲ့လိုမဖြစ်တော့ဖျားနဲ့တကယ် experience ရှင်းသွားတဲ့သူတယောက်တက်တာဒီအမြဲတမ်းပါလဲဆိုတော့ဖျားဥဆောင်ပေးတယ်ဟိုလိုဒီလိုမလို့ဘူးသူကဖះနဲ့တွေ့တဲ့တပည့်တော်တွေနော်အခုအားလုံးကျွန်တော်မြင်လို့ရတယ်တပည့်တော်တွေသူတို့ရဲ့အသက်တာအားလုံးကြည့်ပါအဆုံးထိသူတို့အသက်ပေးတဲ့ထိပါလဲခရစ်တော်နောက်သူတို့စိုက်မသူလိုက်သွားတယ်ကြည့်ရှင်ပေါလုဖះမျက်မှောက်တော်နဲ့တွေ့တဲ့ခါမှာသူ့အသက်တာပြောင်းလဲသွားတယ်
အခုဓမ္မသစ်ကျမ်းရဲ့3 ပုံ 2 ပုံကိုသူရေးတာဖြစ်တယ်ကြည့်ယောဟန်ဖခင်နဲ့တွေ့သွားတဲ့ experience ဖခင်မျက်မှောက်တော်ကိုတကယ်ရရှိသွားတဲ့သူဖခင်မျက်မှောက်တော်ထင်ရှားခြင်းကိုတကယ်ခံစားသွားတဲ့သူတကယ်ရရှိသွားတဲ့သူတက်တာဒီအဆုံးထိတည်ကြည်သွားတယ်သူတို့ဒီအဆုံးထိသစ္စာရှိသောငယ်သားကောင်းဖြစ်သွားတယ်အပြစ်မောက်တော်ခံစားတယ်လို့ပြောရင်ကျွန်တော်ဒီပါလဲဆိုတော့လွယ်လွယ်နဲ့ကျွန်တော်ပြောလို့မရကျွန်တော်နှုတ်ဒီအရင်ထိဖို့လိုရတယ်မျက်မှောက်တော်ခံစားခြင်းနောက်ွယ်မှာလေပုံတံပြောင်းလဲခြင်းတွေလိုက်လာတယ်အဲ့ဒါ transformation ဆိုတာအလိုလိုလိုက်လာတယ်မျက်မှောက်တော်မှာဆိုတော့ဒီမျက်မှောက်တော်ထင်ရှားခြင်းကိုအတူတူကဆင်ခြင်မှာဖြစ်တယ်ကဲမျက်မှောက်တော်လို့ကျွန်တော်ပြောတဲ့ခါမှာအနည်းဆုံးကျွန်တော်ဘာကိုသိမှာဆိုတော့ဖယားပုတ်ကိုယ်တော်နဲ့ကျွန်တော်ဒီတွေ့ဦးခြင်းတွေ့ဆုံခြင်းဖြစ်တယ်လားသူနဲ့ကျွန်တော်နဲ့ယဉ်ဤကျွမ်းဝင်ခြင်းဖြစ်တယ်လားမျက်မှောက်တော်ခံစားရဆိုတာတချင်းတွေချီးမွမ်းလို့နော်တချင်းတွေအရန်အားရလို့အော်ကျွန်တော်အရန်ပျော်သွားလို့အဲ့ဒါမျက်မှောက်တော်ခံစားရမှာဖြစ်အောင်လားညမျက်မှောက်တော်ခံစားရဆိုတာနောက်ခုဘယ်လိုလဲဆိုကြော့လေမြင်တာပေါ့ဘယ်လိုလဲမြင်တော့ဟာစတီးတွေထတယ်တဲ့ဟာထတယ်အဲ့မျက်မှောက်တော်ခံစား no it's not မျက်မှောက်တော်ခံစားရမှာမဟုတ်ဘူးလူတွေကအမျိုးမျိုးပေါ့နော်ဟာမျက်မှောက်တော်ခံစားတဲ့ခါမှာလို့စတီးတွေထတာတို့ something they feel it ဒီဟာတွေကလေ motivational လေးမှာပြောတဲ့အားရှိတယ်အခုလောကတွေမှာနော်တကယ်ပညာတတ်တွေကတကယ် mind တကယ် thought တွေကိုတော်တဲ့သူကလေသူတို့စကလုံးသူတို့တင် जा ပြင်လေကျွန်တော်စတီးထားတယ်နော်စတီးထားတယ်လောကလူတွေနော်တကယ်ပညာတတ်တွေစာပေသမားတွေ business သမားတွေသူတို့စကားပြောရင်လေသူတို့ပြောတဲ့စကားလုံးတွေကအယံမြောက်တဲ့ခါမှာကျွန်တော်နားထောင်တဲ့သူတွေစတီးထားတယ်အဲ့ဒါမျက်မှောက်တော်ခံစားရလားမဟုတ်ဘူးသူတို့လူတွေကကြည့်တဲ့ခါမှာအားကြတယ်ဒီလူတယောက်အယံတော်တဲ့ခါမှာဟာဒီလိုမျိုးဖြစ်ချင်တဲ့ခါကျရင်သူတို့ပြောတဲ့စကားလုံးတွေအတူယူစရာလေးတွေနော်စကားလုံးတွေက wow very insightful ဖြစ်တယ်သူတို့ရဲ့အသိဉာဏ်တွေကတော်တော်လေးကိုကောင်းပါလားနောက်မြန်မာစကားနဲ့ဆိုသူတို့ရဲ့စင်ကျင်တုံတရားအယံအားကောင်းတယ်အဲ့လိုလူတွေနဲ့စကားပြောရင်လေအယံအားရတယ်တကယ်ပညာတတ်တွေပညာတတ်ရောနော်ယူလောကလူသားတွေစင်ကျင်တုံတရားအားကောင်းတဲ့သူနဲ့လေစကားပြောကြည့်အယံနေလို့ကောင်းတယ်သူနဲ့စကားပြောရတာဖလှယ်ရတာအယံကောင်းတယ်ဒါပေမဲ့စင်ကျင်တုံတရားအားနေတဲ့သူနဲ့စကားပြောတော့ကျွန်တော်တို့ဗာလဲဆိုတော့တီးခံရတယ်တီးခံရတယ်ကြည့်ဆိုတော့အဲ့လိုမျက်မှောက်တော်ခံစားတယ်လို့ပြောတဲ့ခါမှာဒီကျွန်တော်တို့ရဲ့အပြင်ပန်းတန်ငါတို့ရဲ့ကျွန်တော်တို့ emotionally feeling တစ်ခုတည်းကိုသူပြောတာမဟုတ်အဲ့လိုပြောလို့မျက်မှောက်တော်ခံစားတဲ့ခါမှာတို့မ joyful ရဘူးလား joyful ရတယ်ဖခင်မျက်မှောက်တော်ထဲမှာ joyful ဆိုတာရှိတယ်နော်စာလံကျမ်းခန်းကြီး16ထဲမှာရှိတယ်စုံလင်သောဝမ်းမြောက်ခြင်းရှိတယ်ဖခင်မျက်မှောက်တော်ထဲမှာတကယ်ဝမ်းမြောက်ခြင်းရှိတယ်အာမင်တကယ်ဝမ်းမြောက်ခြင်းရှိတယ်ကျွန်တော်အဲ့ဒါကိုဝမ်းမြောက်ခြင်းမရှိပြောတာမဟုတ်ဝမ်းမြောက်ခြင်းရှိတယ်ဒါပေမဲ့အဲ့ဒီနောက်ွယ်မှာကျွန်တော်ရဲ့ပုံသဏ္ဍာန်ကျွန်တော်ရဲ့ character အကုန်ပြောင်းရတယ်ပြောင်းလဲအဲ့လိုပြောလို့ကျွန်တော်အရန်စူးစမ်းပြီးမှပြောင်းလဲသွားတာမဟုတ်ဘူးဝိညာဉ်တော်ဖခင်ကကျွန်တော်တို့ကိုပြုပြင်ပြောင်းလဲပေးတယ်လားအာမင်ထို့ကြောင့်ကျွန်တော်ဝိညာဉ်တော်ဖခင်ပြုပြင်ပြောင်းလဲခြင်းကိုကျွန်တော်နေ့တိုင်းမှာနေရာပေးဖို့ယူရတယ်ကိုယ့်ရဲ့အစွမ်းနဲ့ကိုယ်ဘလောက်စူးစမ်းနေတယ်ဆိုတော့မတွားရအောင်ဒါပေမဲ့ကျွန်တော်မှလည်းဆိုတော့မျက်မှောက်တော်ခံစားရဲ့သူရဲ့တယောက်တက်တာထဲမှာပါလဲဆိုတော့ဖခင်ရဲ့သဘောတော်အမြဲတမ်းသူလိုချင်လာတယ်ကဲအဲ့ဒါမျက်မှောက်တော်လို့ပြောတဲ့ခါမှာဖခင်ပုဂ္ဂိုလ်နဲ့ encountering ဖြစ်တယ်ဖခင်ပုဂ္ဂိုလ်တော်နဲ့ကျွန်တော်ဒီတွေ့ဆုံခြင်းဖြစ်တယ်အဲ့ဒါနောက်တစ်ခုဖခင်မျက်မှောက်တော်ထင်ရှားခြင်းဆိုတာကဲအခုကျွန်တော်ထင်ဖခင်အခုဓမ္မဟောင်းမှာတော့သူကပုံစံအမျိုးမျိုးနဲ့သူထင်ရှားတယ် What about church အသင်းတော်ကာလမှာရောကဲအသင်းတော်ကာလမှာအဲ့လိုထင်ရှားတာရှိအောင်မလားကဲအခုဓမ္မဟောင်းကလို့နော်မိတိုင်ကြီးကြီးနော်ကောင်းကင်တမန်တွေထင်ရှားတာတွေအခုအသင်းတော်ကာလမှာရှိအောင်မလားအဲ့ဆိုကျွန်တော်ဘာလို့ကျွန်တော်လူမင်းကုန်းလေးမေးတာလဲဆိုရင်ကျွန်တော်တက်တာထဲမှာလားမျက်မှောက်တော်ထင်ရှားခြင်းကိုကျွန်တော်လေးနဲ့နားလဲလာမှာဖြစ်တယ်အခုထင်ရှားအောင်မလားโอเคမေးကုန်းကအဖြေက yes or no ဖြစ်တယ် yes or no ဘာလို့ကျွန်တော်က yes လို့လဲပြောတာလဲဆိုရင်ဝိညာဉ်တော်ဖျားရဲ့အလုပ်ဒီအကန့်အသတ်မဲ့ဖြစ်တယ်ဝိညာဉ်တော်ဖျားကကျွန်တော်တို့ပုံမှာလုပ်တဲ့ခါမှာအကန့်အသတ်မဲ့လုပ်တယ်ကျွန်တော်လူအနေနဲ့မသိနိုင်တဲ့အရာအဲ့တော့ကျွန်တော်အစာတွေကပြောတယ် mysterious အမတန်မှထူးဆန်းတယ်လေးနှစ်လွန်းတယ်နည်းနည်းဖြစ်တဲ့ခါမှာကျွန်တော်လူအုံနောက်နဲ့နားနေတဲ့ပိုင်းတွေအများကြီးရှိအဲ့ဒါခိုင်းကျွန်တော်ကအမားအမှန်လည်းပြောလို့မရဘူးတချို့လူတွေအများကြီးပြောပါတယ်เนาะကျွန်တော်တို့လက်တော်လေးမှာ2016 19ကလားကျွန်တော်တို့ဒီ Michigan လောက်မှာလားကျွန်တော်ကောင်းမသိဘူးဒါပေမဲ့သတင်းဖတ်ဖူးတယ်သူတို့ရဲ့ဒီ angel ကောင်းကင်တမန်ရဲ့ပုံရိပ်ကိုသူတို့တွေ့တယ်ဆိုမှသတင်းမှလည်းလာတယ် Fox News မှာသတင်းတွေမှာထွက်တယ်တကယ်ပုံရိပ် angel ရဲ့ပုံရိပ်ကိုသူတို့တွေ့တယ်ဒါသတင်းတွေမှာသူတို့ကျင်ရတယ်ညမှာဖြစ်တဲ့ဟာတွေ flashlight နဲ့ဖြစ်တဲ့ဟာတွေဖြစ်တယ်ဆိုတော့ဒါတော့ကျွန်တော်ဟုတ်လားမဟုတ်လားကျွန်တော်မပြောချင်ဘူးဒါပေမဲ့ဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကိုအလုပ်လုပ်ရင်ပုံစံအမျိုးမျိုးနဲ့လုပ်နိုင်တယ်အာမင်ကျွန်တော်တို့အနေနဲ့ we cannot stop ဝိညာဉ်တော်ဘုရားကျွန်တော်လုပ်တဲ့ခါမှာအမှုပုံစံမျိုးတွေလုပ်နိုင်တယ်
ဒါပေမဲ့ကျွန်တော်ဘယ်လိုသိနိုင်လဲဝိညာဉ်တော်ဖခင်ကျွန်တော်တို့ကိုထင်ရှားလဲဆိုတော့ကျွန်တော်သိနိုင်တဲ့အချက်ကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ထင်ရှားပြီးတဲ့နောက်ကွယ်မှာကျွန်တော်ဘယ်လိုနေလဲအဲ့ဒါအရင်ကြီးတယ်ကျွန်တော်ရဲ့အသက်ရှင်ခြင်းမှန်ကန်တယ်ဆိုရင် yes it is true ဒါပေမဲ့ကျွန်တော်အသက်ရှင်ခြင်းတွေဒီမှားရင်းနေဆိုရင်အဲ့ဒါမဟုတ်ဘူးလားကျွန်တော်အပြည့်နဲ့ yes or no ပြောတာထက်ဒီလူတယောက်ဖခင်နဲ့တွေ့တော့သူတယောက်ဖြစ်လာမဟုတ်လားဆိုတာကိုသူ့ရဲ့အသက်တာသူဘယ်လိုဖခင်နဲ့သူကျင့်လဲတမန်တရားမှာသူဘယ်လိုကျင့်လဲသွားလာသူ့ရဲ့အသက်တာ lifestyle ကအယမ်းမြင်ရတယ်ကျွန်တော်ဒီယုံကြည်သူတွေကိုသင်ခန်းစာယူတဲ့ခါမှာဒီဓမ္မဟောင်းမှာဒီနေ့ဓမ္မတစ်ချမ်းမှာခရစ်တော်ရဲ့တပည့်တော်တွေယေရှုနဲ့တွေ့ပြီးတဲ့နောက်မှာသူတို့ရဲ့ lifestyle သူတို့ရဲ့အသက်တာရှင်ခြင်းကိုကျွန်တော်သိယူဖို့ဖြစ်တယ်ကျွန်တော်ကတော့အခုပြောလိုက်တယ်ဒါပေမဲ့ကျွန်တော်ရဲ့နောက်မှာကျွန်တော်အသက်ရှင်ခြင်းတွေကမမှန်တဲ့ခါမှာဒါတွေကသူများတွေ့ပါလဲဆိုတော့ထိမိလဲစာဖြစ်လာတယ်တို့ရကျွန်တော်တက်တာထဲမှာ yes or no ဆိုတာထက်ကျွန်တော်ရဲ့ဒီဟာကိုကျွန်တော်တွေ့တယ်မြင်တယ်ခံစားပြီးတဲ့နောက်မှာဘလို့အသက်ရှင်သွားလာလဲအဲ့ဒါအရင်ကြည့်တာဖြစ်တယ်အဲ့ဒီဟာကိုပဲလူတွေကကျွန်တော်တို့ကို focus လုပ်မှာဖြစ်တယ် okay အဲ့ဆိုရင်မြတ်မောက်တော်ထင်ရှားနိုင်တယ်လို့ပြောရင်ဖခင်ကပုံသဏ္ဍာန်နဲ့လူတွေကိုဘယ်တော့မှမလုပ်နိုင်ဘူးမပြနိုင်ဘူးပြရင်ဘာဖြစ်လဲလူတွေဘာဖြစ်မယ်ထင်လဲကဲတော့နှုတ်ပတ်တော်မှာရှိတယ်နှုတ်ပတ်တော်ကျွန်တော်planရအောင်ယောဟန်ခန်းကြီး1အငယ်18မှာကျွန်တော်အင်္ဂလိပ်လိုပဲအမြန်ဖတ်မှတယ်ယောဟန်ခန်းကြီး1အငယ်8မှာဖခင်ကိုလူကဘယ်တော့မှမမြင်နိုင်ဘူးဘယ်သူမှလည်းကျွန်တော်မမြင်ဘူးတဲ့ယောဟန်ခန်းကြီး1အငယ်18တယောက်တွေ့ဖတ်ပေးမလားအာမင်ကြည်အဘယ်သူမျှမမြင်စဖူး no one has ever seen God ပြောတယ်ဒါပေမဲ့ဖယားတတန်ကိုဘယ်သူအဖြစ်ဆိုခရစ်တော်ထဲမှာပဲထင်ရှားတာခရစ်တော်အဖြစ်ပဲကျွန်တော် invisible ဆိုခရစ်တော်ကိုပဲကျွန်တော်မြင်တဲ့အခါမှာဖယားဆိုသိခွင့်ရတာဖြစ်တယ်ကဲအခုနောက်တစ်ခုကဲအခုတော့ဖတ်တော့တစ်တိမောသေခန်းကြီး6ငယ်16မှာလည်းရှိတယ် describe God as dwelling in an approachable light ပြောတယ်နောက်ပြီးလူတွေက when no human has sins or can see တစ်တိခန်းကြီး6ငယ်16ထဲမှာလူတွေကမမြင်နိုင်ဘူးဖခင်ကိုကဲနောက်တစ်ခုထွတ်မြောက်ကျမ်းခန်းကြီး33အငယ်30မှာ God tells Moses you cannot see my face for man shall not see me and live မောရှေကိုပြောတယ်မင်းငါ့ကိုမတွေ့နိုင်ဘူးတဲ့ငါမျက်နှာမမြင်နိုင်ဘူးတဲ့ငါ့ကိုမြင်တော့သူတွေဘယ်သူမှအသက်မရှင်ဘူးတဲ့အဓိပ္ပာယ်ကမြင်တော့သူမှန်မှသိမယ်ကွာအင်္ဂလိပ်လိုကြတော့ for man shall not see me and live မြင်တော့သူတွေကဘယ်တော့မှအသက်မရှင်ဘူးပြောတာအဓိပ္ပာယ်ကဖခင်ရဲ့တဒံကိုလူမမြင်နိုင်ဘူးကဲအဲ့ဒါကိုအဲ့ဆိုဘယ်လိုကျွန်တော်တို့သိနေဘာကြောင့်မို့အဲ့လိုဖခင်ပြောတာလဲအဲ့ဆိုရင်ကဲဗျာဒိတ်ချမ်းခန်းကြီးတက်မှာသွားမယ်ဗျာဒိတ်ချမ်းခန်းကြီးတက်မှာဖခင်ရဲ့တဒံကိုဗျာဒိတ်ချမ်းခန်းကြီးတက်အပိုင်ငယ်ကျွန်တော်ကနေဖတ်ဖတ်ရအောင်စနစ်ကနေဖတ်မယ်စနစ်ကနေကဲကျွန်တော်ဖတ်မယ်နော်ထို့သောငါနှင့်စကားပြော၍အတန်မြည်သောသူကိုမြင်ခြင်းကငါသည်လက်ကြည့်လျင်တဲ့ရွှေမီးခွက်ခုနှလုံးကို၎င်းထိုမီးခွက်ခုနှလုံးအလယ်၌လူသားတော်နှင့်တူသောသူတဦးကို၎င်းမြင်၏ထိုသူသည်မြေသို့တိုင်အောင်ဝက်ချုံလျက်ရင်တော်၌ရွှေကပန်းကိုစီးလျက်ဖြစ်၏ခေါင်းတော်နှင့်စပင်တော်သည်ဖြူသောသိုးမွေးကဲ့သို့၎င်းမိုးပွင့်ကဲ့သို့၎င်းဖြူ၏မျက်စိတော်သည်လည်းမီးရှံကဲ့သို့ဖြစ်၏ခြေတော်သည်လည်းမီး၌ချက်ပြီးသောကြေးဝါစစ်နှင့်တူ၏အတန်တော်သည်လည်းသမုတ်တရားတန်ကဲ့သို့ဖြစ်၏လက်ရလက်တော်သည်လည်းကျဲခုနှလုံးကိုကန်၏ကတွင်းတော်ထဲကလည်းထက်သောတန်လျက်ထွက်၏မျက်နာတော်သည်အရှိန်တကိုးနှင့်ထွန်းတောက်သောနေကဲ့သို့ဖြစ်၏တဲ့ကဲတခြားလေးမှတ်တော့မျက်နာတော်သည်အရှိန်တကိုးနှင့်ထွန်းတောက်သောနေကဲ့သို့ဖြစ်၏ထိုသူကိုငါမြင်သောအခါကဲရှိသေမတက်ဖြစ်၍ခြေတော်ရင်း၌လဲလျက်နေ၏ထိုသူသည်လက်ရလက်တော်ကိုငါအပေါ်သို့တင်လျက်ကြောက်ရွံ့ခြင်းမရှိနဲ့ငါသည်ဦးဆုံးသောသူနောက်ဆုံးသောသူဖြစ်၏တဲ့ဖခင်ကိုမြင်နေမနေနိုင်ဘူးနော်နောက်တစ်ခုတမောသီမှာခုနပြောကြတော့ an approachable light ဆိုတာကလေအလင်းကဲ့သို့အခုယူလေးပဲနော်ယူလေးအဲ့ဒါယူသွားမမြင်မယ်အခုမီးလေမီးအခုလက်လေပြောတဲ့တကယ်ဆိုလာမီးတွေလေလင်းလေးသွားကြည့်လို့မရအောင်နော်လူမျက်စိနဲ့ကြည့်လို့မရအလင်းတောင်မှနော်ယူလေးပဲနော်ဒါလူလုတ်ထားတဲ့အလင်းတောင်လူကမကြည့်နိုင်ဘူးမချင်းကပ်နိုင်တဲ့အလင်းကိုကဲနေဆိုရင်တော့ဘာမှမဟုတ်ပါဘူးပြောစင်တာဖယားရဲ့တဒံတော်က
အရန်ကြီးမြတ်လုံးတယ်လူရဲ့အုံနောက်လူရဲ့မျက်စိနဲ့ကျွန်တော်ဘယ်တော့မှမမြင်နိုင်ဘူးမကြည့်နိုင်ဘူးနောက်တစ်ခုဖျားသည်အရန်တန့်ရှင်းလုံးတယ် he's holy တန့်ရှင်းတာမကသူဒီပါလေ he's righteous ဖြောင့်မတ်တယ်ဖျားရဲ့ဖြောင့်မတ်တန့်ရှင်းခြင်းကိုလူကဘယ်တော့မှချင်မကပ်နိုင်ဘူးအားကြောင့်မို့ဖျားကလည်းပြောတာဖြစ်တယ်ကဲနောက်တစ်ခုဖျားရဲ့ဒီမမြင်နိုင်တဲ့တိတိခန်းကြီးတစ်ငယ်ဆက်ခွန်မှာလည်းရှိတယ်ကျွန်တော်ရဲ့မျက်စိနဲ့မမြင်နိုင်ဘူးဆိုတာကြည့်အဲ့ဒါဓမ္မဟောင်းထဲမှာတော့အာရုံချုပ်ဖခင်ကဘာလဲဆိုတော့လူတွေနဲ့ထိတွေ့နိုင်အောင်ပုံစံအမျိုးမျိုးနဲ့ဖခင်ကထင်ရှားပေးတာဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုကျွန်တော်မြင်တဲ့အခါမှာဒါကြီးကိုတည်မှတ်တော့မှတ်လို့မရအောင်ဖခင်မျက်မှောက်တော်လို့ကျွန်တော်အမြဲတမ်းပြောတဲ့အခါမှာဘာလို့အဓိက point out လုပ်ရှင်လဲဆိုတော့ဖခင်ပုဂ္ဂိုလ်ကိုဖြစ်တယ်အဲ့ဒီလူတွေနဲ့ပဲကျွန်တော်ကျွမ်းဝင်ခြင်းတယ်အဲ့ဒီတကိုးအဲ့ဒီနမိတ်လက္ခဏာတွေကိုပဲကျွန်တော်ဘောပြခြင်းမဟုတ်ရအောင်အခုလူတွေအပြင်ပန်းတရံမှာဖြစ်နေတဲ့ဒီအဲ့ဒါတွေကိုပဲကျွန်တော် focus လုပ်လို့မရအောင်အဲ့ဒီပုဂ္ဂိုလ်တဒံเนาะဒီနေ့ဖျားတဒံကိုကျွန်တော်အထက်ကနေထင်ရှားစေခြင်းတယ်အဲ့ဒီအရာနဲ့ပဲကျွန်တော်ဒီထင်ရှားခြင်းကိုကျွန်တော်မျက်မှောက်တော်ထင်ရှားခြင်းကိုနားလည်နိုင်တာဖြစ်တယ်လူတွေမျက်စိမြင်တဲ့အပေါ်ယံအပြင်ပန်းတရံကတကိုးအစွမ်းနေသည်ဖျားမဟုတ်ဘူးအဲ့တော့ဆရာတစ်ခေါက်ပြောပြီးတော့เนาะတကိုးနဲ့ဘုံဆိုတာမတူဘူးเนาะpower and glory is different power နဲ့ဘုံဆိုတာမတူဘုံဆိုတာပုဂ္ဂိုလ်ကိုပြောတာခုနဖះမျက်မှောက်တော်လို့ပြောရင်အဲ့ဒါဖះကိုပြောတာဖြစ်တယ်ဖះကိုပြောတာဖြစ်တယ်အဲ့ဒါဖះကိုခံစားရတာမရှိရဘူးငါဖះကိုခံစားရဆိုဖះနဲ့ထိတွေ့တော်သူပဲဖြစ်ရတယ်ဖះနဲ့တွေ့တော်သူပဲဖြစ်ရတယ်ငါဖះကိုခံစားရတယ်ဆိုတာမဖြစ်ရဘူးအတိချာလေးတွေ့စကလုံးနေပြီးနားလည်မှကျွန်တော်ဒီဟာတွေ့မှာဖြစ်တယ်အဲ့ presence လို့ဖះရဲ့ the presence of God လို့ပြောတဲ့ခါမှာဖះမျက်မှောက်တော်လို့ပြောတဲ့ခါမှာလေဖះရဲ့ဘုံကိုပြောတာဖြစ်တယ်ဖះဘုံလို့ပြောရင်ဖះပုဂ္ဂိုလ်ကိုပြောတာဖြစ်တယ်ဖះကိုကျွန်တော်ခံစားရတယ်ဆိုတော့လို့မရအောင်ကျွန်တော်နဲ့မှဘေးမှာနေတယ်အေးဆူစင်နာပေါကျွန်တော်ခံစားရဆိုမဖြစ်အောင်ပုဂ္ဂိုလ်နဲ့ယဉ်ဤကျွမ်းဝင်တော်သူဖြစ်တာလေမျက်မှောက်တော်ခံစားတယ်လို့ပြောတာမျက်မှောက်တော်ထင်ရှားခြင်းကိုကျွန်တော်ခံစားတာဖြစ်တယ်ကဲဆိုရင်ကဲမောရှေခုနကကျွန်တော်ဖတ်သွားတဲ့ထွတ်မြောက်ကျမ်းထဲမှာမောရှေသွားတဲ့ခါမှာကဲကျွန်တော်အားလုံးတွေ့တယ်ဖះသခင်ရဲ့တောင်ထောက်တာဖះရဲ့တောင်ခေါ်တဲ့တောင်မှာဒီနေရာမှာဒီနေ့မောရှေကတော့တွေ့တယ်ထူးဆန်းတဲ့အရာခြုံမှာမီးလောင်နေတဲ့အရာတွေနော်တော့တွေ့တဲ့မှာ तू သွားချင်းကတ်တယ်သွားချင်းတယ်သွားကြည့်ချင်းတယ်ဘာလဲပေါ့နော်နောက်ဆိုအဲ့နေရာကဘာလဲဆိုတော့ကြည့်ကျွန်တော်ခုနဖတ်သွားတဲ့အရာလေးမှာအဘေးကြောင့်ခြုံမကျွမ်းပဲရှိသည်ဤထူးဆန်းသောယူပါယုံကြည့်ဖခင်ရဲ့မျက်မှောက်တော်သည်ထူးဆန်းသောယူပါယုံတစ်ခုဖြစ်တယ်ငါသွား၍ကြည့်ရှုမေးတဲ့ I will go and see it ကြည့်ဖခင်ရဲ့မျက်မှောက်တော်ကိုတင်ရလိုချင်ရတယ်ဖခင်ရဲ့မျက်မှောက်တော်ကိုကျွန်တော်တင်တဲ့ကစာငတ်ချင်းရှိရတယ်ဖခင်ကျွန်တော်တို့ကိုပြောမဲ့အရာတွေကိုကျွန်တော်လိုချင်တဲ့အတ္တရှိရမယ်ဖခင်ကျွန်တော်တို့ကိုယူပါယုံပေးမယ်ဆိုတော့အဲ့ဒါလိုချင်တဲ့အတ္တရှိရမယ်ဖခင်မျက်မှောက်တော်ခံစားခြင်းနဲ့ဆိုတဲ့မျက်မှောက်တော်ကိုထင်ရှားခြင်းကိုကျွန်တော်တက်တာမှာလိုချင်တယ်ဆိုတဲ့စိတ်နှလုံးဆန္ဒရှိရတယ်ငါသွား၍ကြည့်ရှုမယ်တဲ့မောရှေသွား၍ကြည့်ရှုကြောင်းကိုထောက်တာဖခင်မြင်တော်မူလျင်တဲ့ဒီမှာကြည့်အတိတ်ပဲဒီမောရှေသွားတယ်တဲ့ဖခင်ကအဲ့မောရှေလာတာကိုဖခင်မြင်တယ်မြင်တော့မောရှေခြုံထဲကခေါ်တော်မူကြီးတဲ့မောရှေကလည်းကျွန်ုပ်ရှိပါယူလျှောက်လေဖခင်သခင်ကလည်းမချင်းနဲ့တဲ့ချင်းမလာခံဘူးအဲ့ဒါဖခင်ရဲ့နီလန်ဖြစ်တယ်ဖခင်နီလန်စဉ်းစားကြည့်ပါထူးဆန်းတဲ့ယူပါယုံဖခင်ကပဲပြတယ်အခုမောရှေကပြန်လာတယ်သွားကြည့်ချင်တယ်နဲ့ဖခင်ကပဲပြန်ပြောတယ်မချင်းနဲ့ဦးနဲ့အတိတ်ပဲပါတယ်လေမချင်းနဲ့တဲ့နောက်ပြီးရင်ဘယ်လိုပြောလဲတင်ဤခြေနှင်းကိုချွတ်လောတဲ့ပြန်ပြောပြန်ပြီကြည့်တင်ခြေနှင်းကိုချွတ်ပါတဲ့တင်နင်းသောအရက်ကတန်ရှင်းသောမြေဖြစ်တယ်တဲ့ is a holy ground မြေမြတ်ဖြစ်တယ်ပြောတယ်တန်ရှင်းသောမြေကြည့် is a holy ground ဖခင်ကယူပါယုံအဖြစ်မောရှေကိုပြတယ်ခုမောရှေကသွားတယ်ဒါပေမဲ့မောရှေဖခင်ပြန်ပြောတယ် do not come do not approach yetချင်းပြန်တာတယ်အတိတ်ပဲဒီဖခင်မျက်မှောက်တော်ကိုတင်ကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်လိုချင်ဖို့ဆန္ဒနံပါတ်1ရှိဖို့လိုအပ်တယ်ဒါပေမဲ့လိုချင်ဖို့ဆန္ဒဖို့ရှိတဲ့ခါမှာသွားတယ်ဖခင်မျက်မှောက်တော်15ပုကျော်သွားတဲ့ခါမှာချင်းကြီးကိုယ့်ရဲ့အယူကိုယ့်ရဲ့အတွေးကိုယ့်ရဲ့အမြင်နဲ့ချင်းကြီးဒါကဟုတ်တယ်ဆိုတော့မဖြစ်အောင်ဖခင်ကကျွန်တော်တို့ stop ဖခင် I will give you method my ways ကျွန်တော်နီလန်ပေးမယ်အဲ့ဒါပါလဲဆိုတော့နံပါတ်1 do not approach it တင်ရဲ့စိတ်ဆန္ဒအတိုင်းလာလို့မရအောင်ကိုးကွယ်ခြင်းထဲမှာဖခင်မျက်မှောက်တော်ခံစားခြင်းတယ်နော်ကျွန်တော်ကြိုက်တဲ့လို့ပုံစံနဲ့ကိုးကွယ်လို့မရအောင်
ကျွန်တော်ကြိုက်တဲ့ပုံစံနဲ့ကိုးကွယ်ခြင်းကိုကျွန်တော်လာလို့မရအောင်ဖျားပေးတဲ့နီလန်းကိုအရင်ဆုံးစောင့်ရတယ်တဲတော်မှာလည်းတဲတော်ဖျားထားပေးတယ်ဖျားကလူတွေနဲ့ကိန်းဝတ်ချင်တယ်နော်တဲတော်ကိုစောက်တော်သူသည်မောရှေဖြစ်တယ်ဒါပေမဲ့အဲ့ဒီအားလုံးကိုဘသူကလုပ်တယ်ဆိုဖျားကိုယ်တိုင်ကနီလန်းပေးတယ်ဖျားကမောရှေကိုဒီလိုစောက်ကုန်အသေးစိတ်နော်တဲတော်ကြောင်းနားလေတဲတော်ချုပ်တဲတော်ကြောင်းကျွန်တော်နားလေပြီးသားဖြစ်တယ်ကျွန်တော်အရင်ကကျွန်တော်မိသားစုတွေဖျားကြောင်းအစမှာနော်အပတ်မှာအစမှာကျွန်တော်အဲ့မောရှေတဲတော်ကြောင်းအသေးစိတ်ကျွန်တော်လေ့လာကြတယ်အဲ့တဲတော်ကြောင်းတည်ရင်ကိုးကွယ်ခြင်းကောင်းနားလေလာတယ်ဖျားကအစဆုံးလူတွေနဲ့နေချင်မှုဖျားလာတယ်နော်ဒါပေမဲ့လာတဲ့ခါမှာလည်းဖျားကနီလန်းနဲ့ပေးတယ်တဲတော်ကိုကြိုက်တယ်လို့လူတိုင်းဝင်လို့မရအောင်အတွင်းဆုံးဌာနကိုလည်းလူတိုင်းကြိုက်လို့ဝင်လို့မရအောင်ယစ်ပရောဟိတ်မင်းတပါးသီးတာလေတစ်နှစ်မှာတစ်ခါတော့ဝင်ရတယ်နောက်မှလာတဲ့ခါမှာလည်းယစ်ပူဇော်ခြင်းနဲ့လာတဲ့ခါမှာလည်းကိုကြိုက်တယ်လို့ပုံစံနဲ့လာလို့မရအောင်တရိษံကိုလည်းကိုကြိုက်တယ်လို့တရိษံနဲ့ယူလာလို့မရအောင်ကိုကြိုက်တယ်လို့ကိုယ့်ရဲ့အတွေးကောကိုယ့်ရဲ့အယူကိုယ့်ရဲ့အမြင်နဲ့ကိုယ်ွယ်ခြင်းလာလို့မရအောင်အဲ့ဒါမောရှေပြောဖျားတုံတင်ပေးတာဖြစ်တယ်โอเคဖျားမျက်မှောက်တော့ကျွန်တော်တို့ခံစားခြင်းနဲ့ဖျားကသူ့ရဲ့တဒဏ္ဍာကိုလူတွေကို reveal လုပ်ခြင်းနဲ့ဖွင့်ပြခြင်းနဲ့ဖျားလူတွေကလာပြီနော်မောရှေသွားတယ်ဒါပေမဲ့မောရှေချင်းပြန်ပြောတယ်သူနီလန်ပေးမယ် I will give you အဲ့ဒါနီလန်ဖြစ်တယ်အဲ့ဒါ do not approach ဆိုတာဖျားကချင်းသူပြောတာမလုပ်နိုင်ဘူးကြည့်ကျွန်တော်တို့ရဲ့ဇာတိကျွန်တော်တို့ရဲ့ဖြစ်ချင်းတဲ့ဘောတွေနဲ့ဖျားထံမှာချင်းသွားလို့မရအောင်အဲ့ဒါကြောင့်ဖျားမျက်မှောက်တော်ထင်ရှားခြင်းကိုကျွန်တော်တို့တကယ်မိမိရဲ့တက်တာထဲမှာတွေ့ကျင်နေဆိုရင်ကျွန်တော်နံပါတ်1ဘာလို့လဲဆိုတော့ we have to wait ကျစောင့်ရတယ်နောက်ပြီးပြင်ဆင်ရတယ် prepare ပြင်ဆင်ရတယ်ကဲနောက်ဆုံးဖျားကမောရှေပြောတယ်ဒီနေရာမှာချင်းနေတဲ့တင်ကြိုက်တယ်လို့ပုံစံလာလို့မရဘူးပြောတယ်နောက်တစ်ခုတင်ဤခြေနှင်းကိုချွတ်လောတဲ့ကြည့်ဖျားပြောတာနော်ကြည့်ကိုးကွယ်ခြင်းမှာကျွန်တော်ရဲ့ဇာတိကျွန်တော်ရဲ့ဖြစ်ချင်းကျွန်တော်ရဲ့အတွေ့အကြုံနော်ကျွန်တော်ရဲ့ဘယ်လိုလဲဆိုတော့ဟိုမြင်တဲ့အယူအဆတွေဟိုကျွန်တော်တို့ကဒီလိုပဲမြင်ထားတယ်လေအော်ဒီလိုကိုးကွယ်ခြင်းဆိုတာဒီလိုပဲလေဆိုတဲ့အတိုင်းနဲ့လာလို့မရဘူးကျွန်တော်ရဲ့အတွေးခေါ်အယူအဆနော်ကျွန်တော်ရဲ့အပြုအမူတွေတိုင်းလာသွားလို့မရဘူးဖခင်ကအားကြောင့်ကိုးကွယ်ခြင်းထဲမှာဖခင်နီလန်းပေးတာကိုကျွန်တော်တို့ကနားလည်ဖို့ရည်ကြီးတယ်ထို့ကြောင့်ကဲဖခင်မျက်မှောက်တော်ထင်ရှားခြင်းကိုကျွန်တော်တို့ခုတွေ့ချင်ပြီးသွားတဲ့ခါမှာချင်းချင်းသွားလို့မရအောင်ဖခင်ကျွန်တော်တို့ဗာနီလန်းပေးတယ်we have to prepare ပြင်ဆင်ရမယ်ကျွန်တော်တို့ကျွန်တော်ဘာပဲလို့ကိုးကွယ်ခြင်းမှာလာတဲ့ခါမှာအမြဲတမ်းပြင်ဆင်ခြင်းနဲ့လာဖို့ရည်ကြီးတယ်ဖခင်ဗိမာန်တော်လာတဲ့ခါမှာလည်းပြင်ဆင်ခြင်းနဲ့လာဖို့ရည်ကြီးတယ်ဘာပဲလို့နော်ကျွန်တော်တို့တခါတလေကျွန်တော်တို့ဝိညာဉ်ရေးရနဲ့ကျွန်တော်ဇာခန္ဓာနဲ့ကျွန်တော်သွားတဲ့ခါမှာလေကျွန်တော်တို့နည်းနည်းလေး dysfunction ဖြစ်တယ်ဆိုတော့မမျှတဘူးနော်ဘယ်လိုပြောမလဲဆိုတော့unbalance ဖြစ်တယ်ကျွန်တော်ဇာတိဒီယူပမှာကြတော့ကျွန်တော်ပြင်ဆင်ကြတယ်နော်ပြင်ဆင်တယ်နော်ကျွန်တော်တို့ physically မှာကျွန်တော်တို့ရဲ့ခန္ဓာပိုင်းဆိုင်တွေ့ကြကျွန်တော်အရင်ပြင်ဆင်ကြတယ် I don't know why ဝိညာဉ်ရေးမှာကျွန်တော်ပြင်ဆင်ချက်တိတ်မရှိဘူးအခုခန္ဓာပိုင်းဆိုင်ပြင်ဆင်တယ်လို့ပြောတဲ့ခါမှာရိုးလေးပါကျွန်တော်လွယ်လေးကြည့်ပါအလုပ်သွားရင်ပြင်ဆင်တယ်နော်အလုပ်သွားတဲ့ခါအလုပ်သွားတဲ့သူအလုပ်ပူးတဲ့သူပါပဲနော်မင်းညတဲ့ကနေထမင်းကြိုက်တွေဖွင့်တိန်ထားအကုန်လုံး ready ချို့ကြအေးမထနိုင်ဘူးလေနော်မထနိုင်လို့ကြိုတင်ညတဲ့ထုတ် ready နဲ့ထားပြီးသားနော်အလုပ်လေးသွားရင်ပြီးပြင်ဆင်တာခန္ဓာအတွက်ကျွန်တော်တို့ပြင်ဆင်ကြတယ်နော်ကျွန်တော်တို့အရင်ပြင်ဆင်တယ်မပြင်ဆင်မှုကျွန်တော်တို့ USA မှာလာတော့ကျွန်တော်မြင်တယ်လို့သိတယ်လို့ခန္ဓာအတွက်ဆိုရင်လူတိုင်းပြင်ဆင်ပါတယ်နော်ခန္ဓာအတွက်လူတိုင်းကုန်ပြင်ဆင်တာ what about ဝိညာဉ်ရေးအတွက်ကောကဲဖះကိုကိုးကွယ်ခြင်းအတွက်ကောကျွန်တော်ပြင်ဆင်ရလားကဲအခုဖះနဲ့နှစ်ဖူးတွေ့ဒူးတွေ့ဖို့အတွက်တင့်နှလုံးသားကျွန်တော်နှလုံးသားကိုပြင်ဆင်ရလားအဲ့ဒါကျွန်တော်မေးခွန်းမေးချင်တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ဗိမာန်တော်လာဖို့ကြောင့်မပြင်ဆင်ကြဘူးဖះနဲ့ယဉ်ကျေးကျွမ်းမှုတဲ့ကျွန်တော်တို့ဒီပြင်ဆင်လေးမရှိဘူးကျွန်တော်မပြင်ဆင်ပါဘူးဒါဘယ်ဟာရှိမှကျွန်တော်တို့မညာစံပြောရင်ကျွန်တော်မပြင်ဆင်ဘူးကျွန်တော်ထူးကြောင့်ကျွန်တော်ပြင်ဆင်ဖို့လိုအပ်တယ်တကယ်ကျွန်တော်ပြင်ဆင်ရအောင်ကျွန်တော်တို့သားသမီးတွေကျွန်တော်တို့ကိုယ်တိုင် personally မှအစငါတို့ခုဖျောင်းသွားမယ်ဘယ်လိုပြင်ဆင်မလဲကျွန်တော်တို့နှလုံးသားဘယ်လိုဖျားထက်မှာအနံ့မလဲကြည့်ပြင်ဆင်ခြင်းနဲ့လာဖို့ရေးကြည့်တယ်ဘာပဲလုပ်ကျွန်တော်တို့ဝိညာဉ်ရေးရတယ်မှာဒီဗိမာန်တော်တစ်ခုတည်းမှာကျွန်တော်ဆူတောင်းခြင်းနေမှာလားကိုးကွယ်ခြင်းနေမှာလားကျွန်တော်တို့မိတ္တာရတွေမှာလားပြင်ဆင်ဖို့လာပါပြင်ဆင်တော်သူနဲ့မပြင်ဆင်တော်သူကအရန်ကွာတယ်နော်အရန်ကွာတယ်တနေ့ကျတော့အဲ့ဒါသိမှာပါတို့ကြောင့်ကျွန်တော်ဒီနေ့မှာမောရှေကိုဖျားပြောတယ်မချင်းနဲ့ခြေနှင်းကိုချွတ်ပါလို့ပြည့်တယ်ကျွန်တော်ရဲ့ဇာတိပဂတိတွေကျွန်တော်ရဲ့ဒုစရိုက်အပြစ်တွေအရင်ဆုံးဖျားမျက်မှောက်တော်ထင်ရှားခြင်းမှာလာတဲ့သူမှန်တယ်မြဖျားကနံပါတ်1ပါပြလဲကျွန်တော်ရဲ့ဇာတိတွေကိုအရင်ဆုံးပြတယ်နော်မျက်မှောက်တော်ခံစားတယ်လို့ပြောရင်လေအရင်ဆုံးကျွန်တော်ဘာခံစားလဲဆိုတော့နော်
ကျွန်တော်ရဲ့ဇာတိပဂတိဖြစ်ခြင်းကိုဖခင်အရင်ဆုံးပြမယ်တင်းရဲ့ဖြစ်ခြင်းတွေတင်းအထဲမှာရှိတဲ့အရာအကုန်လုံးကိုဖော်ပြမှာဟုတ်လားမျက်မှောက်တော်ထင်ရှားတယ်လို့ပြောရင်နံပါတ်1ပါဆိုတော့ဖခင်ကကျွန်တော်ရဲ့ဒုစရိုက်အပြစ်တွေကိုရှင်းပေးမယ်အဲ့ဒါရှင်းပေးတာနော်လားဖခင်ကတစ်ချိန်လုံးလေဆရာလည်းကျွန်တော်ဖခင်တစ်ချိန်လုံးအပြစ်တွေပဲတင်တာ no ဖခင်ကကျွန်တော်တို့ဘယ်တော့မှအပြစ်မတင်ဘူးဒါပေမဲ့ကျွန်တော်အပြစ်တွေကိုရှင်းပေးခြင်းတယ်ကျွန်တော်ဇာတိပဂတိတွေကိုရှင်းပေးခြင်းတယ်သူ့ထောင်လာတဲ့ခါမှာနံပါတ်1ကျွန်တော်တို့အရင်ဆုံးဒါပဲပြတယ်ကိုယ်ကွယ်ချင်းသွားတာနော်ဟေးဖခင်ကြီးမြတ်တော်ချီးမွမ်းတယ်နော်ဖခင်ကျွန်တော်တို့တကယ်စစ်မှန်တဲ့ချီးမွမ်းခြင်းသွားလာပြီဆိုဖခင်ကျွန်တော်ထဲမှာရှိပြမြောက်ကျွန်တော်ဖော်ထုတ်ပေးတယ်ကျွန်တော်ရဲ့အတွေးထဲမှာကျွန်တော်ရဲ့နှလုံးသားထဲမှာဘာတွေကျွန်တော်ရှိလဲဖခင်လိုမကြီးဖော်ထုတ်ပေးတယ်နော် how many of you ခံစားပြီးပြီလားကျွန်တော်တို့ဖော်ထုတ်ပေးတယ်ကျိုးအဲ့ဒါမမြင်ဘူးလားမမြင်မဲနဲ့လေဖခင်ချီးမွမ်းအားရပါရ emotional နဲ့ပျော်တယ်လာတယ်ဒါပေမဲ့ဘာမှမမြင်ဘူးပြန်သွားတယ်ကျွန်တော်ဘာမှအသက်တာမထူလာဘူးမြင့်မောက်တော်ထင်ရှားခြင်းကိုခံစားရတဲ့သူတကယ် experience တွေ့တဲ့သူဒီနံပါတ်1ဖခင်ကျွန်တော်ရဲ့ဒုစရိုက်ကိုဖော်ပြတယ်ကျွန်တော်ရဲ့ရှိသမျှအရာတွေဖော်ပြပေးတယ်အဲ့ဒါဖခင်ရှိမှမလိန်ညာစတန်ကျွန်တော်လည်းဖခင်ရှိမှအဲ့ဒါပဲတွားတယ်ကိုယ်ကွယ်ချင်းလာပြီဖခင်ထဲမှာကျွန်တော်အထဲမှာမနစ်တက်ရည်ဖခင်ကျွန်တော်နှလုံးသားထဲမှာဖခင်လိုနဲ့မညီကြတဲ့အရာတွေဖော်ပြတယ်အဲ့ဒါတွေနောက်ဆုံးတော့လူကဘာလဲဆိုဝမ်းနေလာတယ်ဝမ်းငါဘာလို့အဲ့လိုမျိုးတွားနေရလဲငါကိုယ်ကွယ်ချင်းတွားတာပဲဘာလို့ငါမှရှိတယ်ဝမ်းနေလာတယ်ကြည့်အဲ့ဒီဝန်နေခြင်းနဲ့ဖခင်နဲ့တော်တော်ဝန်နေခြင်းဖြစ်တယ်လားနောက်ဆုံးတော့ဖခင်ကိုပါလဲဆိုတော့ကိုတော့ကျွန်တော်မလုပ်နိုင်ဘူးတရားတွေကိုကျွန်တော်ကိုတန့်ရှင်းပေးပါကျွန်တော်ဒီအတွေးခေါ်တွေမလုပ်ချင်ဘူးကျွန်တော်တန့်ရှင်းပေးပါကြည့်ထို့ကြောင့်ကျွန်တော်တက်တာထဲမှာဖခင်မျက်မှောက်တော်ထင်ရှားခြင်းကိုခံစားရတဲ့သူအသက်တာဒီနံပါတ်1ကျွန်တော်ရဲ့ဒုစရိုက်ကိုဖခင်ဖော်ပြတယ်ကျွန်တော်အထက်မှာသူတက်တဲ့ရာဖော်ပြတယ်တကယ်လို့တင်တဲ့ကျွန်တော်ဒီအဲ့ဒါမခံစားသေးဘူးဆိုရင် you are not experiencing ကျွန်တော်မခံစားဘူးဖခင်မျက်မှောက်တော်ခံစားတယ်လို့ပြောလို့ဖခင်မျက်မှောက်တော်ထင်ရှားခြင်းကိုတွေ့တယ်ခံစားကြမပြောလို့မရအောင်တကယ်ကျွန်တော်တို့တက်တာထဲမှာဘာလို့ဖခင်ကလို့လောက်တာလဲဆိုရင်လေဖခင်ဒီတန့်ရှင်းသောဖခင်ဖြစ်တယ်တော့သူရှိတဲ့နေရာဒီဘာလဲမောရှိပြောရနော် is holy ground is a မြေတန့်ရှင်းသောမြေဖြစ်တယ်တဲ့ဖခင်ကတန့်ရှင်းသောဖခင်ဖြစ်တယ်ကျွန်တော်အဲ့လိုပြောလို့ဖခင်ကခွဲခြားကျွန်တော်တို့လောက်တာမဟုတ်ပါဘူးကျွန်တော်တို့ကိုတန့်ရှင်းပေးခြင်းတယ်ကျွန်တော်ဒုစရိုက်တွေကိုတန့်ရှင်းစင်ကြယ်ပေးခြင်းတယ်ထို့ကြောင့်မှ तू ကအသွေးတော်အဖြစ်ကြည့်ဓမ္မတစ်မှာဆိုရင်ခရစ်တော်အဖြစ်နော်ကြည့်အသွေးတော်အဖြစ်ကျွန်တော်တို့ရဲ့အပြစ်ရှိသမျှကိုတန့်ရှင်းစေကြောပေးတယ်ပြောရနော်ကြည့်ဖခင်ရဲ့အနစ်ဖခင်ကျွန်တော်တို့ကိုခေါ်တဲ့အတိတ်ပဲဖခင်ကျွန်တော်တို့ကိုတွေ့ဆုံစေခြင်းတဲ့အတိတ်ပဲဒီကျွန်တော်ပြစ်တို့တန့်ရှင်းပေးတာကဲတင်မလို့ခြင်းဘူးလားကျွန်တော်မလို့ခြင်းဘူးလားကြည့်ဖခင်ထပ်မှာတွားရင်ကျွန်တော်တို့ရဲ့ဒုစရိုက်တွေကျွန်တော်မလုပ်နိုင်တဲ့အရာတွေကိုဖခင်ကလုပ်ပေးခြင်းတယ်ဖခင်ဖြစ်တယ်အာမင်ကျွန်တော်အခုဒုစရိုက်ထဲနေကျွန်တော်လွတ်မြောက်ခြင်းတယ်ဒါပေမဲ့ကျွန်တော်မလွတ်မြောက်နိုင်ဘူးကျွန်တော်ရဲ့အားဖြင့်ဒါပေမဲ့ဝိညာဉ်တော်ဖခင်ကလုပ်ပေးမယ် I will comeကျွန်တော်လုပ်ပေးမယ်ကျွန်တော်တန့်ရှင်းပေးမယ်တင်မလုပ်ချင်ဘူးလားကျွန်တော်မလုပ်ချင်ဘူးလားနောက်ဖခင်မျက်မှောက်တော်ရဲ့ကျွန်တော်တွားတဲ့ခါမှာထင်ရှားခြင်းကိုကျွန်တော်ခံစားပြီလို့ပြောရင်ကျွန်တော်ရဲ့ဒုစရိုက်တွေကိုဖခင်ဆေးကြောပေးတယ်ရှင်းလင်းစေတယ် convict ပေးတယ်အဲ့ဒါ reveal လုပ်ပေးတယ်အဲ့ဒါတွေကိုဒီထဲမှာရှိနေတယ်နော်ဒီအတွေးတွေနဲ့ဖခင်ထံမှာမလာနဲ့ဖခင်ဖော်ပြထားတယ်ကဲအဲ့ဆိုရင်ဒါဖခင်မျက်မှောက်တော်ထင်ရှားခြင်းရဲ့ဒါရည်ရွယ်ချက်တစ်ခုလည်းဖြစ်တယ်ကဲအခုအဲ့ဆိုရင်မောရှေဖခင်ကသူ့ရဲ့ရှိသမျှနောက်ဆုံးအဲ့ဒီခန်းကြီး3ကိုဖတ်တဲ့ခါမှာပေါ့နော်မောရှေလည်းပြောပါတယ်မောရှေဖခင်ခေါ်ရင်မှဆေလွတ်တယ်ကြည့်ဖခင်အမှုပြုတော်မယ်မျက်မှောက်တော်ထင်ရှားခြင်းရဲ့တက်တည်နောက်တစ်ခုကဘာလဲဆိုတော့ဖခင်ကမောရှေခေါ်ရင်မှသူ့ရဲ့သာသနာသူ့ရဲ့အမှုစပြမှာဖြစ်တယ်မောရှေကိုခိုင်းတယ်နော်ခေါ်တယ်နော်ခိုင်းရင်မောရှေနဲ့ဖခင်စကားပြောရတယ်နော်စဉ်းစားကြည့်မောရှေကတစ်ချိန်လုံးငင်းတယ်လीနော်တစ်ချိန်လုံးငင်းနေတာပဲသူကျွန်တော်စကားအားတယ်ကျွန်တော်စကားနှေးတယ်မတတ်တော့ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဒါပေမဲ့ဖခင်ကဘာလဲဆိုတော့ဖခင်မျက်မှောက်တော်တဲ့ကိုတကယ်လိုချင်တော်သူဖခင်နီလန်းကိုတကယ်လက်ခံတော်သူဖခင်ပေးတဲ့နီလန်းတိုင်းကျွန်တော်တကယ်ပြုတော်သူကိုဖခင်ကအဆအဆပြုပြင်ပေးတယ်ခါကျွန်တော်မလုပ်ချင်ပါဘူးကျွန်တော်မလုပ်ချင်ဘူးခါကျွန်တော်မသွားချင်ဘူးဒါပေမဲ့ဖခင်ကျွန်တော်တို့သွားအောင်လုပ်ပေးတယ်သူနီလန်းပေးတယ်မောရှိလည်းငင်းတာပဲသူလူမျိုးတွေကိုအဲဂရုပြန်ခေါ်ထုတ်ဖို့သူအချိန်ချင်းငင်းတယ်နော်နောက်ဆုံးဖခင်က provide လုပ်ပေးတယ်ကြည့်no တင်းထက်တာမှာကျွန်တော်တက်တာထဲမှာလည်းအချင်းချင်းငင်းပါတယ်ကျွန်တော်တွေ့နေရင်လည်းသိနေရင်လည်းကျွန်တော်တို့ပါလဲအချင်းချင်းငင်းတယ်နော်ကဲငါတို့မိသားစုတွေနော်မိသားဖွဲ့မှာကျွန်တော်သိတယ်နော်မလုံနိုင်ဘူး we knew it is a good things ကျွန်တော်သိတယ်ဒါမှမလုံနိုင်ဘူးကျွန်တော်အချင်းချင်းကျွန်တော်ငင်းခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမျက်မှောက်တော်ထင်ရှားခြင်းရဲ့နောက်ွယ်မှာဖခင်ကတော့တင့်ကိုခွန်အားပေးမယ်နောက်ဆုံးမောရှေပြောလို့မရပါဘူးနောက်ဆုံးတော့မောရှေဘလောက်ပဲငင်းမောရှေပြောလို့မရဘူးဖခင်ကအဆက်ဆက်ရနော်ပြောင်းလဲပေးတာ provide လုပ်ပေးတာပေါ့ပြောမစထောက်ပံ့ပေးတာခိုင်းရင်ဖခင်ရဲ့မြတ်တာနော်ဖခင်စိတ်ရှည်ခြင်းဖခင်ရဲ့နိုင်ငံတော်နဲ့အဲမှာကျွန်တော်တို့ခေါ်တဲ့ကောင်ဖခင်ဘယ်လောက်စိတ်ရှည်လဲ
ကျွန်တော်ကဖះနေရမှာနေတော့လေဒီကောင်ကွာနောက်တယောက်ပြန်ခိုင်းမှာအဲ့လိုပေါ့စိတ်ရှည်တာဖះစိတ်ရှည်တာနော်ဟာမောရှိကျင်နေတော့ဒါပေမဲ့ဖះစိတ်ရှည်တယ်ကြည့်နောက်ဆုံးသူ့ကိုအာရုံအားဖြင့်လဲဖះပြန်လုပ်မယ်လေကြည့်အဲ့လိုစိတ်ရှည်တဲ့ဖះမျိုးကျွန်တော်တို့ဒီနေ့ကိုးကွယ်တဲ့ဖះကတင်ဘလောက်ပဲငင်းပယ်နေပါစေဖះကတင့်ကိုစိတ်ရှည်ပြီးမှစောင့်နေတယ်တင်မြင့်မောက်တော်တကယ်ထင်ရှားခြင်းကိုတကယ်လာတဲ့ခါဖះပြုတ်လုပ်ပေးမယ်နောက်ဆုံးမောရှိအသက်တာတွားကြည့်ကြည့်ပါအနှစ်40နောက်ထပ်အနှစ်40လုံးဖះသုံးပြသွားတယ်120မှာဆုံးတယ်နှစ်40အေဂုတုပြည်မှာပညာတတ်တယ်ကျွမ်းတယ်ဘာမှမဆိုအဆသူပိုင်တယ်ကွာပညာလေးရှိတယ်အကုန်လုံးရတယ်အနှစ်40 0ဖြစ်သွားတယ်အနှစ်40 training နော်အနှစ်40သူ့ကိုဖះ train ပေးတာလား training တက်ရတယ်သူတိုးတွေစိတ်တွေကြောင်းအောင်ပြီးမှ training ဆင်းရတယ်သူ့ရဲ့ဇာတိပဂတိဖြစ်ခြင်းအကုန်0ဖြစ်တဲ့တိဖះသူ train ပေးတာသူ့ရဲ့တက်ကျွမ်းတဲ့အရာမှန်တယ်များအကုန်မေ့တဲ့တိဖះလုပ်ပလိုက်တာအကုန်0အဲ့40နောက်280ပြီးသွားပြီအခုနှစ်40နောက်တဲ့40ပဲကျန်တယ်အဲ့40လုံးဖះကသူ့အသုံးပြုသွားတယ်ကြည့်မြင့်မောက်တော်ထင်ရှားခြင်းရဲ့တက်သေးနောက်ဆုံးမှာတော့ဖះအသုံးပြုတယ်နော်တကယ်အဲ့ဒီတက်သေးတွေကျွန်တော်တကယ်မြင်ရအဲ့ဆိုတော့တက်သေးမြင်ရတယ် you will experience it people will see it ဖះဘုံထင်ရှားတယ်လို့ပြောရင်လေကျွန်တော်ပြောစရာမလို you do not need to say it but people will say itဖះကိုကျွန်တော်ဘလောက်ထိဖះချစ်တယ်ဆိုတာတင်ပြောကြမလို့လူတွေကပြောမှာတင်ဖះကိုဘလောက်ထိဆွဲလန်းတယ်ဆိုတော့တင်ပြောကြမလို့လူတွေကပြောလိမ့်မယ်ဟာဒီလူကဖះကိုဘလောက်ချစ်တယ်ဒီလူကဖះကိုချစ်ကျွမ်းတယ်ဆိုလူတွေကမြင်တယ်နော်အဲ့ဒါကြောင့်မို့ရွှေရှစ်ဆရာဖို့မရှိတဲ့ငွေရှစ်ဆရာဖို့မှိုက်ရှိတဲ့လူကိုစစ်ဆရာဖို့လူရှိတယ်သူတစ်ပါးချီးမွမ်းစာရှိတယ်ကြည့်လူတွေကိုစစ်တာနော်လူတယောက်ရဲ့အသက်တာတွာလာခြင်းကိုဘယ်သူကစစ်တယ်ဆိုတော့သူတစ်ပါးချီးမွမ်းခြင်းကစစ်ဆေးရနော်အကိုကဘုရားကိုဘယ်လောက်ထိငါဆာငတ်တယ်ဆိုတာကိုပြောကြမလို့လူတွေကပြောလိမ့်မယ်လူတွေကလေအော်ဒီလူကဒီတက်တာကဟာဘုရားကိုသူဘယ်လောက်ချစ်ပါလားဆိုတာလူတွေမြင်တယ်နော် they will see it and then they will speak it up ပြောလိမ့်မယ်သူတို့တွေကြည့်အဘုရားကိုမြင့်မောက်တော်ထင်ရှားခြင်းတက်တဲ့ရဲ့နောက်ွယ်မှာမြင်ရတဲ့အရာတွေဖြစ်တယ်လူတွေမြင်ရတယ်မောရှေလူတွေမြင်ရတယ်နော်လူတွေကုန်မြင်ရတယ်မောရှေပြီးတော့နောက်ယောရှုလူတွေမြင်ရတယ်ကြည့်တက်တဲ့ဖះမြင့်မောက်တော်ထင်ရှားခြင်းရဲ့တက်သေးတွေမှာโอเคနောက်တစ်ခုကျွန်တော်တို့ပြန်သွားမယ်အဲဆိုရင်ရွေချက်ဖះမြင့်မောက်တော်ထင်ရှားတဲ့ရွေချက်ကဲအခုဖះကလူတွေကိုဒီနေ့ထင်ရှားဖို့သူရွေချက်ရှိတယ်အဲ့ဒီရွေချက်ဒီသူဘယ်သူလဲဆိုတော့ဖော်ပြတာဖြစ်တယ်ကဲမြင့်မောက်တော်ထင်ရှားခြင်းရွေချက်နော်ဖះဘက်ကနေကျွန်တော်မြင်ကြည့်တာပါအဲ့ရွေချက်ပါလဲဆိုတော့သူဘယ်သူလဲဆိုတော့လူတွေကိုမြင်စေခြင်းတယ်who he is အဲ့ဒါဖះသည်တန်ရှင်းသောဖះဖြစ်တယ်ဖះသည်ဖြောင့်မတ်စုံလင်သောဖះဖြစ်တယ်ဖះသည်တရားမင်းဖြစ်တယ်ဖះသည်မေတ္တာရှင်ဖြစ်တယ်ဖះသည်ဂရုဏာနဲ့ပြည့်စုံသောဖះဖြစ်တယ်ကြည့်ဖះသည်ထောက်ပံ့ပေးသောရှင်ဖြစ်တယ်ကြည့်မာစပေးသောရှင်ဖြစ်တယ်ဖះဖြစ်ခြင်းကိုလေမြင်စေခြင်းတာအခုမောရှေတောထဲမှာ0ပြောဖြစ်တဲ့ချိန်မှာဒီနေ့အေဂုတို့လူတိမ့်တဲ့ဣသရေလလူမျိုးတိမ့်တဲ့ချီဒီနေ့ခေတ်တန်းတဲ့ချီတဲ့သူကိုခေါ်ထုတ်ဖို့ကြည့်ဖះကဘာလုပ်လဲဆိုတော့သူတတ်နိုင်ခြင်းကိုဖော်ပြပေးတယ်နောက်တစ်ခု presence လို့ပြောတဲ့ခါမှာလေကျွန်တော်ပြန်လေ့လာကြမှာရှခိုင်နာလို့ပြောတဲ့ခါမှာဟေဘဲလို့သူတို့ပြန်မှတချင်းချင်းပြန်တဲ့ခါမှာဖိနတ်လို့ပြောတယ်အဲ့ဒီအတိတ်ပဲဘာလဲဆိုတော့ Yahweh I am who I am who I am နောက်တစ်ခုမြင့်မောက်တော်လို့ပြောတဲ့ခါမှာလေဖယားဖြစ်ခြင်းကိုပြောတာဖယားကငါဖြစ်တဲ့တိုင်းငါဖြစ်တယ်တဲ့ကြည့်အဲ့ဒါမောရှေလည်းပြောတာမောရှေငါဘယ်လိုပြောရမလဲတဲ့ဖယားပြောလိုက်တဲ့စကားပဲနော်ငါဖြစ်တဲ့တိုင်းငါဖြစ်တယ်တဲ့ကြည့်ဖယားမျက်မှောက်တော်ကိုထင်ရှားခြင်းကိုကဲတွေ့တဲ့သူမြင်တဲ့သူကနံပါတ်1ပါအောင်မြင်လဲဆိုတော့ဖယားဖြစ်ခြင်းကိုတွားမြင်တယ်ဖယားဘာတူလဲဆိုတော့ရှင်းရှင်းလင်းလင်းနားလဲတယ်ဖယားရဲ့ဖြစ်ခြင်းတဲ့ဘောတွေကိုကောင်းကောင်းနားလဲတယ်ဘာမျက်မှောက်ဖယားဖွင့်ပြတဲ့ရွေချက်ဒီသူဘာတူလဲဆိုတော့အရင်ဆုံးဖော်ပြတာကဲနံပါတ်2ကျွန်တော်တို့ရဲ့ဒုစရိုက်အပြစ်တွေကိုသူဖော်ပြတယ်နံပါတ်3ဖယားထံမှာလှည့်ပြန်ဖို့ဖယားခေါ်တယ်ကဲကျွန်တော်ယုံကြည်သူခရစ်ယာန်တွေနော်ခုနပြောတဲ့မျက်မှောက်တော်ထင်ရှားတယ်နော်ဒါပေမဲ့ဖယားအတူရှိမတူဘူးဆိုတာကျွန်တော်ပြောပြတာဖြစ်တယ်အစမှာမတူဘူးသူကဖယားအတူရှိတယ်ဆိုတာလေယုံကြည်သူတယောက်ဖြစ်ပြီးတဲ့နောက်မှာဖယားကျွန်တော်နဲ့အတွင်းထဲမှာထာဝရကင်းဝတ်ပြီးသွားပြီတစိမ့်ခတ်ပြီးသွားပြီအတူရှိပြီးသွားပြီဖယားအတူရှိတယ်နောက်ဖယားအတူရှိခြင်းကိုစာလံ139အငယ်ခွန်8မှာဖယားမျက်မှောက်တော်နဲ့ဘယ်သူမှမကွာနိုင်ဘူးတဲ့ကောင်းကင်တို့တည့်ရင်လည်းဖယားမျက်မှောက်တော်ရှိတယ်မာရနာတို့တည့်ရင်လည်းဖယားမျက်မှောက်တော်ရှိတယ်တဲ့ဘယ်သူမှမလုံးနိုင်ဘူးဖယားမျက်မှောက်တော်နဲ့ဘယ်သူမှမကွာနိုင်ဘူးပြောတာအတိတ်ပဲဒီ
God is omnipresence ပြောတယ်ဖခင်ဒီတစ်ချိန်တည်းမှာပဲနေရာတိုင်းမှာသူရှိတယ်ဒီနေရာမှာလည်းရှိသလိုတနေရာမှာလည်းရှိတယ်ကြည့်သူကတစ်ချိန်တည်းမှာကိုနေရာတိုင်းမှာရှိတယ်ဖခင်ဖြစ်တယ် at the same time เนาะကြည့် simultaneously he is everywhere သူတစ်ချိန်တည်းမှာပဲကိုသူကနေရာတိုင်းမှာရှိတယ်ကြည့်အဲ့ဒါဒီထင်ရှားခြင်းမဟုတ်ဘူးဒါဒီသူ့ရဲ့ဖြစ်ခြင်းသူ့ရဲ့ဂုဏ်ရည်ဖြစ်တယ်လားသူ့ရဲ့ attribution လို့ခေါ်တယ်သူ့ရဲ့ဂုဏ်ရည်ဖြစ်တယ်လားဖခင်ဆိုတာဖခင်ရဲ့ဂုဏ်ရည်ဒီနေရာတိုင်းမှာရှိတော့ဖခင်ဖြစ်တယ်ဒါပေမဲ့ဖခင်ထင်ရှားတယ်လို့ပြောတဲ့ခါမှာတော့ဗာလဲဆိုတော့ကျွန်တော်တို့တက်တာထဲမှာသူ့ထံကိုလှည့်ပြန်ဖို့တဲ့ကျွန်တော်တို့ကိုအမှုမျိုးမျိုးနဲ့ကျွန်တော်ဖော်ပြတယ်အခုယုံကြည်သူခရစ်ယာန်တက်တာထဲမှာနော်ဖခင်တူရှိတာပေါ့ဒါပေမဲ့ဖခင်တန်ကျွန်တော်လှည့်ပြန်လာမိကုန်းကဖခင်ထံမှာကျွန်တော်တို့ပြန်မှဆင်ကျင်လာမလို့တော့ဘူးဒီလိုပဲကျွန်တော်တို့တွားလာတယ်ဒါပေမဲ့ဖခင်ကသူ့ထံကိုလာဖို့တက်ပါလဲဆိုတော့ဖခင်မျက်မှောက်တော်ထင်ရှားခြင်းကိုကျွန်တော်တို့ဖော်ပြတယ်ဒါပေမဲ့ဓမ္မဟောင်းကလို့ဟိုလိုမီးတိုင်လို့နော်တိမ်လို့ဖခင်မလုပ်ပါဘူးဒါပေမဲ့ကျွန်တော်တို့ဘယ်လိုအဖြစ်လဲအတွင်းထဲကနေနှုတ်ပတ်တော်အဖြစ်ကျွန်တော်တို့ဖခင်ဖော်ပြတယ်နှုတ်ပတ်တော်အဖြစ်ကျွန်တော်တို့ကိုထင်ရှားတယ်နှုတ်ပတ်တော်ဖတ်တဲ့ဆင်ခြင်တဲ့ခါမှာဖခင်ရဲ့ထင်ရှားခြင်းကိုကျွန်တော်မြင်လာတယ်အတွင်းထဲကနေကျွန်တော်ယုံကြည်တယ်အတွင်းထဲကနေလုံးဝစိတ်ချတယ်ဒါဖခင်ကျွန်တော်စကားပြောနေပါလားဆိုတော့ဒီနှုတ်ပတ်တော်အဖြစ်ကျွန်တော်ဒီရှင်းရှင်းလင်းကျွန်တော်မြင်နိုင်တယ်ကြည့်အတွင်းထဲကနေမြင်တဲ့ခါမှာအပင်ပန်းတဲ့မှာလဲပါလဲဖခင်ရဲ့လှုပ်ဆောင်ခြင်းကိုတက်တည်မြင်ရတယ်တက်တည်မြင်ရတယ်ဆိုတော့ဖခင်တမလက်ပြန်ဖို့ဖခင်ကကျွန်တော်တို့ကိုထင်ရှားတယ်နှုတ်ပတ်တော်အဖြစ်ထင်ရှားတယ်နှုတ်ပတ်တော်ဖတ်ခြင်းအဖြစ်နှုတ်ပတ်တော်နဲ့ကျွန်တော်တို့ကြောင်းဝင်ခြင်းအဖြစ်အတွင်းထဲကနေကျွန်တော်တို့ကိုထင်ရှားပေးတယ်နောက်ပြီးရင်အပြင်ပန်းတဲ့မှာပေါ်လာတယ်လားကဲနောက်နံပါတ်၄အနေနဲ့ရွေချက်ကပါလဲဆိုတော့ဖခင်ပေးတဲ့ဝမ်းမြောက်ခြင်းမျိုးကျွန်တော်တို့ရရှိစေခြင်းတယ်ဖခင်ကျွန်တော်တို့ကို joyful အသက်တာနဲ့သက်ရှင်စေခြင်းတယ်စိတ်ဖြစ်စည်းတာနဲ့ဝင်လေးတာနဲ့ဖခင်ကျွန်တော်တို့သက်မရှင်စေခြင်းပါခုယုံကြည်သူတွေခရိယန်တက်တာတွေမှာကြော်ကြည့်ကြည့်ပါစိတ်လေးတာတွေဖြစ်စည်းပါတွေနဲ့ဝင်နေနဲ့ကျွန်တော်ဖခင်အသက်မရှင်စေခြင်းကျွန်တော်တို့ကိုဝမ်းမြောက်ခြင်းနဲ့သက်ရှင်စေတယ်အာမင်ကြည့်ဖခင်ရဲ့မျက်မှောက်တော်ဖခင်ရဲ့အထံတော်ထဲမှာစုံလင်သောဝမ်းမြောက်ခြင်းရှိတယ် full joyful ကြည့်စုံလင်သောဝမ်းမြောက်ခြင်းကဖခင်ထက်မှာပဲရှိတယ်နော်ဖခင်ထက်မှာပဲရှိတယ်ငွေကမပေးနိုင်ဘူးငွေကလူတွေကိုစစ်မှန်တဲ့ဝမ်းမြောက်ခြင်းမပေးနိုင်ဘူးနော်လူတွေဝမ်းမြောက်ခြင်းတွေ social media တွေကျွန်တော်တို့ကိုဝမ်းမြောက်ခြင်းမပေးနိုင်ဘူး only ဖခင်ရဲ့အထံတော်ကပဲကျွန်တော်ဝမ်းမြောက်ခြင်းပေးမှာ only ဖခင်မျက်မှောက်တော်ထင်ရှားခြင်းကပဲကျွန်တော်ဝမ်းမြောက်ခြင်းပေးမှာ only ဖခင်ဒါလင်ကျွန်တော်တို့ကိုဝမ်းမြောက်ခြင်းပေးနိုင်တယ်အာမင်အဲ့ဒါသူ့ရဲ့မျက်မှောက်တော်ထင်ရှားခြင်းရည်ချက်၄ချက်ဖြစ်တယ်အဲ့ဒါဆိုရင်တက်သေးတယ်အဲ့ဒါတက်သေးတွေကဘာရှိလဲကဲမျက်မှောက်တော်ထင်ရှားတယ်ကျွန်တော်တို့မှာကျွန်တော်နေတာကို experience ဖြစ်သွားတယ်တက်သေးတွေကျွန်တော်ရှိရမယ်ယုံကြည်သူတွေဓမ္မဟောင်းထဲမှာဓမ္မသစ်ထဲမှာဖခင်ကိုယုံကြည်တဲ့ prophet တွေယုံကြည်သူတွေအပြင်တက်သေးတယ်အများကြီးဖခင်လုပ်သွားတယ်အမှုပြုတ်သွားတယ်တယောက်ပြီးတယောက်အမှုပြုတ်သွားတယ်အခုအသင်းတော်ခေတ်ကာလမှာရောခရစ်တော်ကားတိုင်းမှာတေခံပြီးထမြောက်ပြီးတဲ့နောက်အသင်းတော်ယုံကြည်သူတွေစုဝေးတဲ့ဒီနေရာဖခင်ကျွန်တော်တို့စုပေါင်းပေးတဲ့နေရာမှာဖခင်ကကျွန်တော်တို့ကိုထင်ရှားလာဖခင်ကျွန်တော်တို့ကိုထင်ရှားပေးတဲ့ရာအခုမျက်မှောက်တော်ထင်ရှားခြင်းတဲ့ရာဆိုတော့တက်သေးတွေရှိတယ်ဘာတွေလဲအဲ့တက်သေးတွေကတကယ်ကျွန်တော်တို့ worship ထဲမှာကိုးကွယ်ခြင်းထဲမှာတော့ကျွန်တော်ရဲ့နေ့စဉ်သက်ရှင်ခြင်းထဲမှာဖခင်မျက်မှောက်တော်ထင်ရှားခြင်းတက်သေးကိုရရှိတယ်ဆိုရင်အဲ့ဒါတွေကနံပါတ်1ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့အခွင့်အရေးချက်တွေပြောင်းသွားတယ်နော်ကျွန်တော်အရင်ကအတွေးအခေါ်မျိုးမတွေးတော့ဘူးဖခင်မျက်မှောက်တော်ထဲမှာထင်ရှားခြင်းကိုတကယ်လက်တွေ့နားလေသိရှိသွားတဲ့သူနောက်မှာလေအရင်ကလို့သူမမြင်တော့ဘူးအရင်ကတွေးသလိုသူမတွေးတော့ဘူးအရင်ကမြင်သလိုမမြင်တော့ဘူးအရင်ကဖခင်ကိုကိုးကွယ်ခြင်းသူမကိုးကွယ်တော့ပြောင်းလဲခြင်းရှိတယ်လား it change is transform လို့ပြောတယ်လားအရင်ကတော့ကိုကြိုက်တယ်လို့ကိုးကွယ်တယ်ဒါပေမဲ့ဖခင်မျက်မှောက်တော်တွေ့ပြီးတဲ့နောက်မှာကျတော့ဖခင်ကိုတော့အလိုတော့ပေးရလဲကိုတော့လိုတော်တဲ့ညီတဲ့အလိုတော်နဲ့ညီတဲ့ကိုးကွယ်ခြင်းမျိုးပေးရလဲကျွန်တော်တင်ပေးပါကျွန်တော်တင်ယူခြင်းတယ်ကိုတော့အလိုတော်နဲ့ညီတဲ့အသက်ရှင်ခြင်းကဘာတွေလဲကျွန်တော်သိချင်တယ်ကြည့်အသက်တာဖြစ်လာတယ်ကြည့်ပြောင်းလဲခြင်းရှိတယ်တက်တည်တွေမှာနံပါတ်1ဖခင်ရဲ့သဘောတော်ကိုသူလိုလာတယ်ဖခင်ရဲ့သဘောတော်ကိုဆံငတ်လာတယ်အတိတ်ပဲဒီဖခင်ဖြစ်ခြင်းတဲ့အတိုင်းဖခင်ရဲ့စန္ဒကိုပဲသူဒီဦးစားပေးလာတယ်ကျွန်တော်ဖြစ်ခြင်းတဲ့ဆန္ဒမှုတော့တခုခုကျွန်တော်လုပ်တိုင်းတော့တခုခုအိမ်ရှာမလားဘာလုပ်မလဲလုပ်တိုင်းလေကိုတော့ဘာလုပ်ခြင်းလဲဒီနေ့ဒီရောက်ကျွန်တော်လုပ်တဲ့ခါမှာကိုတော့အလိုနဲ့ညီရက်လာတခုခုကျွန်တော်အသေးစိတ် that's what I pray ဘာပဲလုပ်ကျွန်တော်လုပ်တဲ့ခါတိုင်းမှာအသေးမွားကိစ္စကျွန်တော်ဖခင်နဲ့ဒီနေ့စကားပြောတဲ့ခါ okay ဒါကျွန်တော်ဒီတဲ့ခါမှာဖခင်လိုနဲ့ညီလာ
ဒီဟာကိုကျွန်တော်ယူပြီးတဲ့ခါမှာဒီဟာကဖေဟာကျွန်တော်နဲ့ကိုတော်နဲ့တွာလာတဲ့ relationship ကိုနှောင့်နှေးစေလားကြန့်ကြာစေလား block ဖြစ်လား stumbling block ဖြစ်လားအမြင်နဲ့ဆင်ခြင်ပါဘာပဲလုပ်လို့အသေးမကိစ္စနော် physically အဖြစ်လိုအပ်တဲ့ຢာပဲကားလားအိမ်လားဘာလားအကုန်လုံးမေးပါအရင်ဆုံးဖေကိုတိုင်ပင်တက်လာတယ်ဖေကလို့တော့ဟုတ်လားကျွန်တော်ကတော့ဒါကိုယူလိုက်တယ်ဒါပေမဲ့နောက်ဆုံးအဲ့ဒါယူရပါလဲဆိုတော့ဝင်ထုတ်ဝင်ဖို့ဖြစ်လာတယ်အဲ့ဒါဖေကလို့တော့မဟုတ်တာကိုကအတင်းအဓမ္မယူလာတာဖေကလို့တော့မဟုတ်ဘူးဖေကအလိုတော်နဲ့ညီတဲ့ຢာဒီအမြဲတမ်းဝင်ပေါ့တယ်နော်ဝင်မလေးဘူးလားဘာပဲလုပ်လို့ဖေရဲ့သဘောတော်ကိုပဲကျွန်တော်အမြဲတမ်းဆံငတ်လာတယ်ဖေသဘောတော်ကိုပဲကျွန်တော်တို့ဒီ focus လုပ်လာတယ်နံပါတ်3ကြည့်ကျွန်တော်ရဲ့တတ်နိုင်ခြင်းကိုဘယ်တော့မှဦးစားမပေးတော့ကျွန်တော်ရဲ့တက်တေနော်ဒါတက်တေတယ်ကိုဘလောက်လုံနိုင်တယ်ဆိုတာဦးစားမပေးဘူးကိုဘလောက်တိတယ်ကိုဘလောက်တက်တယ်ဆိုတာကိုလေမြေမြုပ်ပလိုက်ဟလားငါဘလောက်လုံနိုင်လဲငါဘလောက်လုံနိုင်တယ်ဆိုတာကိုဘယ်တော့မှမလုပ်တော့ဘူးဖေတတ်နိုင်ခြင်းကိုပဲဗဟုပြုတယ်နော်ကြည့်ဖေတတ်နိုင်ခြင်းကိုပဲဗဟုပြုတယ်ဖေလုံနိုင်တယ်ဆိုတာကိုပဲလေ focus လုပ်တယ် तू ကငါလုံနိုင်တယ်ဆိုတာကိုမပြောတော့ဘူးနံပါတ်4ဖေမပါဘဲနဲ့ကျွန်တော်တို့မိသားစုကျွန်တော်ရဲ့ personal life ဒီပလာနက်တီဖြစ်တယ်ကြည့်တက်တေတယ်နော်ဒါတက်တေတယ်ဖះဥဆောင်ခြင်းဖះရဲ့မျက်မှောက်တော်ထင်ရှားခြင်းရဲ့နောက်ွယ်တက်တေတယ်လားအဲ့ဒီတက်တာဖြစ်သွားတယ် तू ကဒါဒီအပြောတက်မဖြစ်ရအောင်ကျွန်တော်နေ့စဉ် lifestyle ထဲမှာအသက်ရှင်မှာသွားနေရမှာဖြစ်တယ်လားနံပါတ်5ကျွန်တော်ရဲ့အကျင့်စရိုက်တွေကျွန်တော်ရဲ့ character ပြောင်းလာတယ်ကျွန်တော်ရဲ့ကိုးကွယ်ခြင်းပြောင်းလာတယ်ကျွန်တော်ရဲ့ lifestyle ပြောင်းလာတယ်အရင်ကလို့ကျွန်တော်တို့ပေါ့တီပေါ့ဆနေတိုင်းမနေတော့ဘူးအရင်ကလို့ကျွန်တော်တို့စကားတွေကိုပေါ့ပြပြောရတယ်ကျွန်တော်မနေတော့ဘူးတကယ်အဲ့ဒါတက်တာနော်ခုကျွန်တော်ယုံကြည်သူခရစ်ယာန်တွေနော်ကျွန်တော်တို့မပြောင်းလဲခင်ကလည်းဒီလိုပဲနော်ပြောင်းလဲပြီးတော့လည်းဒီအသက်တာပဲအဲ့ဆိုဝဲ change ဆိုတာရှိကိုရှိရတယ်ဒါယေရှုခရစ်ကိုကယ်တင်ရှင်သခင်ဖြစ်လက်ခံပြီးတဲ့နောက်မှာတော့ပြောင်းလဲခြင်းရှိသလိုအဲ့ပြောင်းလဲပြီးတဲ့နောက်မှာဝိညာဉ်တော်ထင်ရှားခြင်းကိုလိုအပ်တယ်အဲ့ဒီဝိညာဉ်တော်မျက်မှောက်တော်ထင်ရှားခြင်းကိုတွေ့တဲ့သူတက်တာဒီပြောင်းလဲခြင်းရှိတယ်နော်ကျွန်တော်ရဲ့အပြောဆိုတွေပြောင်းလဲလာတယ်အရင်ကအတိုင်းပဲအရင်ကအတွေးတိုင်းပဲကျွန်တော်မတွေးတော့ဘူးနောက်ဆုံးနေပါလဲဆိုတော့ခရစ်တော်ရဲ့စိတ်တဘောခရစ်တော်ရဲ့ဘာပဲလုပ်လို့လေကျွန်တော်လှုပ်ဆောင်တဲ့အခါမှာခရစ်တော်ထင်ရှားခြင်းကို focus လာတယ်အဲ့ဒါဖခင်ဘုန်းထင်ရှားခြင်းပဲဖြစ်တယ်အဲ့ဒါလူတွေမြင်ရတယ်တချင်းတွေမှာလည်းရှိတယ် worship ချင်းတပုတ်ရှိတယ်လူတွေကဖះဘုံတင်ရှားတာကိုတဲ့လူတွေမြင်ပါစေတဲ့ကျွန်တော်တက်တာရတယ်ကျွန်တော်ကိုလူတွေမြင်တဲ့အခါမှာဖះကိုမြင်ပါစေတဲ့ကြည့်ခရစ်တော်ကိုမြင်ပါစေကျွန်တော်တက်တာထဲမှာကျွန်တော်ရဲ့နေ့စဉ်တက်ရှင်ခြင်းတွေကနေဖះမျက်မှောက်တော်ထင်ရှားတယ်လို့ကျွန်တော်တို့ခံစားရတယ်ကျွန်တော်ပြောတဲ့အခါမှာအဲ့ဒီတက်တွေကျွန်တော်ရှိပြီလားအဲ့ဒီတက်တွေကျွန်တော်ထဲမှာလူတွေကမြင်ရပြီလားကြည့်အဲ့ဒီတက်တွေကိုလူတွေကလိုချင်တယ်နော်အဲ့ဒီတက်တွေတွားလာပြီဆိုရင်လေလူတွေကပြောင်းလဲလာတယ်နောက်ဆုံးဖះကိုလိုချင်လာတယ်တင်းတက်တာအဖြစ်ကျွန်တော်တက်တာအဖြစ်ဖះကကြီးမြတ်တဲ့ဖះဖြစ်ပါလားဖြောင့်မတ်တော်ဖះဖြစ်တယ်တန်ရှင်တော်ဖះဖြစ်တယ်ထောက်ပံ့ပြီးတော်ဖះဖြစ်တယ်ဆိုတော့လူတွေကသိချင်လာတယ်လိုချင်လာတယ်စာငတ်လာတယ်အဲကြောင့်မျက်မှောက်တော်ထင်ရှားတယ်လို့ပြောတဲ့အခါမှာသူ့ရဲ့တက်တွေရှိပါတယ်တက်တွေပါလာတယ်နောက်ပြီးရင်ရည်ရွယ်ချက်ရှိရမယ်နောက်မျက်မှောက်တော်ထင်ရှားခြင်းကိုကောင်းကောင်းနားလည်ရမယ်အဲ့ဒါတွေကိုကျွန်တော်တို့ကဘယ်လိုအဖြစ်ပဲသိမလဲဆိုတော့နှုတ်ပတ်တော်တမန်တရားဖွင့်ပြခြင်းဖြစ်ကျွန်တော်နားလည်မယ်နှုတ်ပတ်တော်ကျွန်တော်သင်ယူဖတ်ယူခြင်းပဲလားနေမှာဖြစ်တယ်ဆိုတော့ကျွန်တော်ခရိယန်အသက်တာနောက်ဆုံးနေတဲ့အခြေခံ the very elementary နော်ဟေဘရဲထဲမှာ elementary လို့သုံးတယ်သူတို့အခြေခံယုံကြည်သူတွေရဲ့ခရိယန်တက်တာရဲ့အခြေခံအသက်ရှင်ခြင်းထဲမှာဘယ်ဟာတွေကအရေးကြီးဆုံးလဲ၃ချက်ရှိတယ်အဲ့ဒါကနှုတ်ပတ်တော်ဖတ်ခြင်းဖြစ်တယ်အခြေခံတော့လားကျမ်းစာဖတ်တဲ့ခါမှာလေဝိညာဉ်ကြီးကတိုးတက်တယ်မဟုတ်ဘူးလားအဲ့ဒါ very basic အဲ့ဒါ elementary လို့ပြောတယ်နံပါတ်1ပါလဲနှုတ်ပတ်တော်ဖတ်ခြင်းနံပါတ်2ကပါလဲဆိုတော့ဆုတောင်းခြင်းနဲ့နောက်နံပါတ်3ကပါလဲ is ချီးမွမ်းခြင်းအဲ့3ချက်က elementary ဖြစ်တယ်အဲ့ဒါအမြဲတမ်းကျွန်တော်တို့ကပြောစရာမလိုတင်ပြောစရာမလိုရဘူးကျွန်တော်တွားနေရမယ့်ရပဲနောက်မှဒီ3ခုစလုံးကလေဆုကျေးဇူးလည်းမဟုတ်နော် they are not ဆုကျေးဇူး okay they are not gift ဝိညာဉ်တော်ရဲ့ဆုကျေးဇူးမဟုတ်တာတွေကယုံကြည်သူတိုင်းရဲ့အခြေခံအဲ့ဒါဖြစ်တယ်လားအဲ့တော့တင်နဲ့ကျွန်တော်ကအဲ့3ချက်ကိုအမြဲတမ်းကျွန်တော်တို့ဖះလိုနဲ့တွားနေရဆိုရင်လေဖះမျက်မှောက်တော်ထင်ရှားခြင်းရဲ့တသက်တွေထဲမှာပေါ်လာတယ်မြင်ရတယ်အဲ့ဒါတွေနောက်မှဖះမျက်မှောက်တော်ဆိုတော့လေကျွန်တော်ကောင်းကောင်းနားလဲလာတယ်နှုတ်ပတ်တော်ဖွင့်ပြခြင်းနှုတ်ပတ်တော်ဖတ်ရခြင်းကပြောကျွန်တော်နားလဲတာဖြစ်တယ်ကျွန်တော်ရဲ့အပြင်ပန်းတရံအပေါ်ယံဟိုးဟာတွေကိုကဟိုဟာဒီဟာတွေဖတ်ပြမရနိုင်ဘူးဘလောက်ပဲတင်လေ့လာလည်းမရနိုင်ဘူးနှုတ်ပတ်တော်သားလည်းကျွန်တော်တို့အသက်တာထဲမှာနားလဲနိုင်ခွင့်ပေးတာဖြစ်တယ်ဆိုနှုတ်ပတ်တော်ပဲကျွန်တော်တို့ဆင်ခြင်မယ်ဖတ်မယ်နောက်မှဆုတောင်းတယ်နောက်ပြီးဖះကိုချီးမွမ်းတယ်
အဲ့ဒီထဲမှာပဲဖျက်မျက်မှောက်တော်ထင်ရှားခြင်းဆိုတဲ့အရာကိုကောင်းကောင်းနားလည်မယ်ဆိုတာလေးကိုဝင်းကတည်တည်ခံခြင်းနဲ့ရောက်တဲ့မုံတော်ဖျားစကားပြောပါစေ။